ကျေးဇူးတော်ရှင်ဧကမဟာပဏိတမိုးကုတ်ဆရာတော်ဘုရားကြီးမန္တလေးမြို့ဦးချစ်ဆွေဓမ္မယုံပေါ်တွင်16ရက်12လ58ခုနှစ်၌ဟောကြားဆုံးမတော်မူအပ်သောသစ္စာအနက်16ချက်နိရောဓသစ္စာအနက်မှရှင်ယမကယဟန်ဥပမာဗျတရားတော်သံဃာ့ပုဒ်ရာဟောတာကိုကြားမှတ်လိုက်မနေ့ကနိဗ္ဗာန်ကိုပြောတာနိဗ္ဗာန်မနေ့ကသမီးရှင်းတာပဲဒီနေ့တော့ဝိသုတ္တေသာရကနဲ့တကွာဓမ္မတွေတောင်းတာနိဗ္ဗာန်ဘယ်လိုနိဗ္ဗာန်ဆိုတဲ့ဥစ္စာရှင်းပြီးဒီကလာရှင်သာရိပုတ္တရာရှင်းပြီးတော့ရှင်ယမကရှင်သာရိပုတ္တရာဟောတဲ့တရားကိုသူငယ်ကဥစ္စေတတိဖြစ်သိရင်ပြတ်တယ်လို့ဒီရှိတရားရှိသွားပြီးရှင်ယမကဆိုတဲ့ကိုယ်တော်ကတရားသွားမှာတဲ့အခါကျတော့ရှင်သူစိတ်ထဲမှာနိဗ္ဗာန်ကြောင့်ကောင်းကောင်းမရှင်းတော့ဘုရားဟောတော်မူတဲ့သုတ်တိပါတယ်ရဟန္တာများသိရင်ပြတ်သွားတာပဲနောက်ဘာမှမဖြစ်တာအဲ့ဒါနိဗ္ဗာန်ဆိုဒီလိုယူလိုက်ရဟန္တာများသိရင်ပြတ်သွားတာပဲနောက်ပြိတ္တိမရှိဘူးဒီမှမှနဲ့ဘာမှမဖြစ်တာနိဗ္ဗာန်ကိုခေါ်တယ်ဆိုတော့ဘာဝနာလည်းဒီပြလိုက်ရဟန္တာများသိရင်ပြတ်တာပဲဒီနောက်နဲ့ဘာမှမဖြစ်တော့ဘူးဒီလိုယူလိုက်လို့ရှိရင်အာရုံဓမ္မတွေကမှတ်ပါဥစ္စေတဒိဋ္ဌိသိရင်ပြတ်တယ်လို့ယူရင်ဒါအဲ့ဒါယနေ့သိချရှင်းပြမယ်တဲ့။ကျောင်းမှတ်တာသိချမှတ်ပါလက်ကြည့်တယ်နော်။မနေ့ကနိဗ္ဗာန်ဟောတာကနိဗ္ဗာန်ကျမ်းညတ်ပြီးတရားတိုက်တို့တရားဝါတွေပြောတာပဲမှတ်။သူကဘုရားရှင်ကရမေကြီးရှင်ယမကကတော့ပြီးတရားရဟနာတော့ဘုရားရှင်ကရမေကြီးကတော့ရဟနာမျိုးသိတယ်ဆိုလို့ရှိရင်ကောပြိဋ္ဌိဆံတဲ့ဆိုတဲ့ဒုက္ခခတ်သိငြိမ်းပြီးဒီကာလသွားတာပဲဟောတော့သူကအယူမှားပြီးဒီကာလဘယ်လိုယူလိုက်တုံးဆိုတော့ရဟနာများသိလို့ရှိရင်ဖြင့်ပြတ်သွားတာပဲသိဒီမှနောက်၌ဘာမှမဖြစ်တော့ဘူးဒီလိုယူလိုက်ဒီဆိုတော့ဓမ္မတွေကဘာယူလို့ဆိုကြမလဲဟုတ်တယ်ကြက်တယ်လို့သေပြီးချမ်းမ်းနဲ့ကြက်တယ်လို့ယူလို့ရှိရင်ဥစ္စေတဒိဋ္ဌိဒါဖြင့်ဘုရားတွေကဓမ္မတွေရှင်းတာရဟန္တာများသိရင်ကြက်တာမဟုတ်ပါလားကြက်တာမဟုတ်ပါလားလို့မှတ်တယ်နော်ဒီယမကရာယူလိုက်တာကရဟန္တာများသိလို့ရှိရင်မြတ်စွာဘုရားဟောတော်မူတာသူသိပါတယ်တဲ့ရဟန္တာများသိရင်ကြက်သွားတာပဲတဲ့သေပြီးချမ်းမ်းနဲ့ဘာမှမဖြစ်ဘူးယမကရာယူလိုက်တယ်ဒီမှန်မှာတောင်းပါလိမ့်တော့နော်တောင်းပါလိမ့်တော့ဆိုတော့ဓမ္မတွေလေးနဲ့မှတ်ပြီးဒီကလာအနိဗ္ဗာန်ဆိုတာဒီလိုကလားလို့အင်းညာသိရမယ်တဲ့အဲ့ဒါကိုရဟန်းတွေကပြောကြရဟန်းတွေပုဂ္ဂိုလ်တွေကပြောကြဒီမကရဘုရားရှင်ကိုရမေကြီးတို့ဒီလိုမဟုတ်ပါဘူးရဟန်းကသိရင်ပြတ်တယ်သေပြီးချမ်းမနဲ့နောက်ဘာမှမဖြစ်တော့ဘူးဒီလိုရတော့ဘုရားကမဟုတ်ပါဘူးမင်းကအောက်ပြန်ပြီးဒီကလာယူတယ်ပါလို့အားလုံးကတော့ဝိုင်းပြီးဘုရားရှင်ကိုရမေကြီးမတရားဖြင့်မဆွဆွဲပါနဲ့မင်းယူလဲလို့ကဘုရားကဒီလိုမဟောပါဘူးလို့ဒီကရဟန်းတွေကပြောကြများရတယ်ဘုံတွေဥလာတယ်သူကဒီမဖြောက်ဘူးရမ်းတဲ့ရင်ပြတ်သွားတာပဲဒီလိုပြတ်ပြီးဒီစားနောက်ဘာမှမဖြစ်တာနိဗ္ဗာန်ခေါ်တာပဲပုံရသူကအယူတသိဘူးဒါတော့ဘုန်းကြီးတွေကဓမ္မတွေလည်းမနေ့ကပြတဲ့နိဗ္ဗာန်အသေးချမ်းသာနေဘာမှမဖြစ်တော့ဘူးချမ်းသာတတ်တဲ့နဲ့နေတယ်လေလို့မနေ့ကလည်းယူတော့ယူကြအဲ့ဒီတဲ့သင်ရှားအောင်လို့ဒီနေ့ပြနော်အဲ့ဒီတဲ့သင်ရှားအဲ့ဒါသစ္စာနဲ့16ချက်မှာလာတာဒီနေ့ဟာတန်ရုပ်ပါဠိတော်မှာလာတာလို့ဥပဒေကိုမှတ်ရမယ်ဥပါဒံဒါသေချာမှတ်တော့ဘုရားဘာသာမှာလည်းအခုမသိသေးတဲ့ပုဂ္ဂိုလ်ကနိဗ္ဗာန်ဆိုတဲ့တချို့မရကြမှာဘူးကွာသေပြီးချမ်းသာနေဘာမှဖြစ်တော့တာမဟုတ်တော့ဘာခံစားလို့ဘာပြောင်းလုံးဆိုပြီးဒါရောနဲ့ရဲဆိုပြီးဒီကရနေကြတော့နိဗ္ဗာန်ကိုကြိုက်နိုင်တဲ့ပုဂ္ဂိုလ်အတော်ရှားဒီနေ့ကနိဗ္ဗာန်ကြိုက်ရမယ်အရှင်းရာကာရတွေဒီပေါ်ပေါ်လွင်လွင်ကြီးပဲဒီဝတ္ထုနဲ့ရှင်သာရိပုတ္တရာကရှင်းပြလို့ရှင်မက
အပံရောက်ပြီးဒီကလာသောတပန်ဖြစ်မှာပရမသောတပန်ဒီနောက်အသောကုန်တဲ့ရဟန္တာဖြစ်အဲ့ဒါရှင်မကရေကသဘောကျကြတယ်နော်ရဟန္တာသေးလို့ရှိရင်ပြတ်သွားတာပဲသေပြီးချမ်းမဲ့၌ဘာမှမဖြစ်တော့ပါဘူးဒါကြလို့ယူပါလေရှင်မကရေယူလို့မှတ်ထားကြပါရဟန္တာသေးရင်ပြတ်တာပဲသေပြီးချမ်းမဲ့၌ဘာမှမဖြစ်တော့ဘူးရှင်မကရေယူအဲ့ဒီကြီးသူကယူတတ်ပြီကလားဒါကြိုက်တော့ဒါဝါတော့သူကရဟန်းတွေလည်းပြောနေတာပါဗျာဘုရားတော်မူတာသူသိပါလေရဟန်းသားများသေပြီးပြတ်တာပဲပြတ်ပြီးချမ်းမနဲ့ဘာမှမဖြစ်တော့ဘူးအဲ့ဒါနိဗ္ဗာန်ပဲရဟန်းတွေအမျိုးမျိုးပုံပုံရဟန်းတာတွေကတော့သိပြီးသားဖြစ်လို့သူကကြည့်တော့ကန့်ကွက်နော်ကန့်ကွက်တယ်ကန့်ကွက်များဆိုတာအယူတစ်ခုသွင်းပြီးဆိုရင်အိုးကမရဘူးလို့မှတ်ပါဟုတ်လားပေါ်တော်နဲ့ဆက်လို့မရဒါမှမဟုတ်မရတာနဲ့ရဟန်းတွေကပြေးပြီးဒီကလာရှင်သာရိပုတ္တရာရှိတတ်ကြရှင်သာရိပုတ္တရာဗျာဒီယမကဆိုတဲ့ရဟန်းအဖြစ်ဥစ္စေရဒိဋ္ဌိဖြစ်နေပြီဗျာသေပြီးရှမ်းမနဲ့ပြတ်တာပဲရဟန်းများသေပြီးပြတ်တာပဲနောက်ဘာမှမဖြစ်တာသူနိဗ္ဗာန်လို့ယူပြီးဒီကလာနေတဲ့အတွက်သူဖြင့်ကဲမှယူမှပဲမဟုတ်ဥစ္စေရဒိဋ္ဌိဖြစ်နေပြီဗျာဒါကြောင့်ကွာယမကမနေ့ကလည်းဆိုလို့ရှိရင်ဖြင့်ငါကခေါ်ခိုင်းတယ်ရှင်သာရိပုတ္တရာအကြောင်းကိုကြွခဲ့ပါလို့ဆိုတာမင်းတို့ကတောင်းလိုက်ပါဆိုတော့တောင်းလိုက်တော့ယမကကညနေကြတော့ကြွယမကညနေကြတော့ကကြွလာတာလေယမကငါရဟန်းရလာချက်တယ်ကရဟန်းတော်များသေးသေးချမ်းနဲ့နိုင်မြတ်စွာဘုရားဟောတော်မူတာမှန်သိတယ်ရှင်းဥစ္စာတောင်းခံတယ်ဒါလို့သိတယ်ဆိုရင်ရဟန်းများသိပြတ်တယ်ပဲသေပြီးချမ်းမဲ့နိုင်နောက်ဘာမှမဖြစ်တော့ဘူးလို့မင်းကြီးတယ်ဆိုတာဟုတ်ပါရဲ့ဟုတ်ပါရဲ့ဆရာသူတောင်းခံသူတောင်းခံကဘာလို့ကြီးပါဥစ္စေရဒိဋ္ဌိနာဓမ္မတွေဥစ္စာဥစ္စေရဒိဋ္ဌိသေရင်ပြတ်တယ်ပဲယူရင်ဥစ္စေရဒိဋ္ဌိဘာမှမဖြစ်ဘူးယူသေပြီးချမ်းမဲ့နောက်ဘာမှမဖြစ်ဘူးလို့ယူလို့ရှိရင်ဥစ္စေရဒိဋ္ဌိအဲဒီဥစ္စေရဒိဋ္ဌိဟာဓမ္မတို့ဘာမှကယ်တော့မရဘူးနော်အပေတောက်လျှောက်သွားတဲ့ဒိဋ္ဌိကယ်တော့မရဘူးအမှန်ကြောက်ရကောင်းတယ်အဲဒီသမารိပုတ္တရာယမကရာယဟန္တာဆိုတာပုဂ္ဂိုလ်ဆိုတာပါပဲသင်ပြောတယ်ဒါကြောင့်ကွာယဟန္တာဆိုတာကသမုဒ္ဒိသစ္စာဓမ္မတွေယဟန္တာကသမုဋ္ဌာတာနော်ဒီလိုတရားယမတ်တွေကိုဖြတ်တော့ပြီးတဲ့ပုဂ္ဂိုလ်ကိုအဟဟုတ်တယ်အဟဆိုတဲ့တိုင်းနဲ့ကိလေသာယံတွေကိုဖြတ်တော့ပြီးတဲ့ပုဂ္ဂိုလ်ရန္တလို့ခေါ်ကြတော့ပုဂ္ဂိုလ်အချင်းတော့ရန္တပဲရှိတာကတော့ခန္ဓာ၅ပါးတော်တော်ခန္ဓာဝိညာဉ်ခန္ဓာတဏှက်ခန္ဓာသင်္ခါရခန္ဓာဝိညာဉ်နဲ့ခန္ဓာကောင်းပြီဒါလည်းရှိတာပါလားခန္ဓာကသမုဒိသစ္စာသမထသစ္စာရှိတာကတော့ခန္ဓာ၅ပါးဒါဖြင့်ငကရငါမေးရည်ကွာမေးရည်အောင်ဆိုပြီးမေးရှင်တဲ့ဒီဘက်ခန္ဓာယမကရေအနိစ္စလားအနိစ္စလားလို့မေးလိုက်ဒီကြတယ်ယူဘက်ခန္ဓာတော့သူပါလာတဲ့အခါဒုက္ခနာသိကြည့်လိုက်တဲ့အခါကျတော့ယုတ်တရားအကူလိုက်အေးလိုက်ဆိုတော့ဖောက်ပြန်ပြည့်စည်နေတာအထင်ရှားဖြစ်နေတော့ကြောင့်အနိစ္စပါဗျာဒါကအနိစ္စဖြစ်တဲ့တရားကိုဒုက္ခလားဒုက္ခလားလို့ဆက်မေးပြန်တော့ဒုက္ခတရားဗျာအဲ့ဒီအနိစ္စဒုက္ခဖြစ်တဲ့တရားဟာအနတ္တလားအတ္တလားကွာလို့မေးကြတယ်အနတ္တလို့ပဲဖြစ်တယ်အေးကွာဒါကြောင့်မင်းယုတ်တရားအနိစ္စဒုက္ခအနတ္တအနိစ္စဒုက္ခအနတ္တလို့မင်းကနေပြီးခါလားရှုလိုက်ပြန်တော့အနိစ္စအနတ္တပဲပြောတာပဲအနိစ္စဒုက္ခအနတ္တပဲပြောတာပဲနော်ဝေဒနာခန္ဓာကိုကွာသို့တူတာပဲဗျာအနိစ္စလားအနိစ္စလားမယ်သူအနိစ္စပဲဖြစ်တာဒါကအနိစ္စပဲတဲ့ဒုက္ခလားဒုက္ခလားလို့မေးပြန်တော့ဒုက္ခအဲဒီအနိစ္စဒုက္ခဖြစ်တဲ့တရားအတ္တလားအနတ္တလားလို့မေးပြန်တယ်အနတ္တလို့ဖြစ်တော့ခန္ဓာ၅ပါးလုံးဒီတိုင်းဖြစ်ဒါနဲ့ကွာဒီမိသားရဟန္တာတွေလို့မင်းကယဟန္တာလို့သမုဒိသစ္စာပဲယဟန္တာလို့ဆိုထားတာဒီအခုခန္ဓာ၅ပါးကရှိတဲ့ဥစ္စာပဲတဲ့ခန္ဓာ၅ပါးကိုမင်းတွေကလည်းရှင်ယခုငါကိုယ်ရင်နေတဲ့အခါကျအနိစ္စဒုက္ခအနတ္တကြီးမင်းဖြစ်တယ်အနိစ္စဒုက္ခအနတ္တမှာတပါးယဟန္တာညာရှိသေးလားကွာ
တောင်းနေတယ်မှန်ပါဗျာဘယ်မှာလဲဘယ်နဲ့မဲလိုက်ရန်တာရှိသေးလားဆိုတော့ရန်တာဆိုတာကငါတို့အထည်ရှိတာဘယ်လိုတော့ဘယ်ရအထည်ရှိတာခန္ဓာ၅ပါးခန္ဓာ၅ပါးကအနိစ္စဒုက္ခအနတ္တကြီးပဲဆိုတာတရားဓမ္မတွေဘယ်လိုညာနဲ့ပဲကြည့်ကြည့်အနိစ္စဒုက္ခအနတ္တမှာတော့ဘာတွေ့သေးလဲဘာမှမရှိဘူးဆိုသဖြင့်ဒါကြောင့်ငါရဟန္တာသိရင်ပြတ်တယ်လို့ဆိုတော့ဒီကြောင့်ရဟန္တာကိုပါရလားကွာဘယ်သူမှမဖြစ်ပါမပါဘူးတရားဓမ္မတို့ဘာတွေသာရှိနေပါလိမ့်မယ်အဲဒီခန္ဓာ၅ပါးလေးသဒုက္ခအနတ္တတရားသာရှိတယ်ဆိုတော့အသင်ရှားမြင်သာဖြစ်မနေဘူးလားဒါဖြင့်ရဟန္တာမြတ်စွာဘုရားဟောတော်မူတာငါသိပါတယ်ရဟန္တာသိရင်ပြတ်တယ်သေပြီးရှားမယ်နဲ့နောက်မဖြစ်ဘူးဆိုတဲ့ယမဂိုက်အယူသည်တရားဓမ္မတို့သူမရှိတာရဟန္တာဆိုတာငကိုယ်ကလည်းမရှိဘူးနော်မရှိတာကိုပြတ်တယ်ဆိုရမှာလေမရှိတာဘယ်လိုပြတ်ပြတ်ပြီးနောက်မဖြစ်ဘူးဆိုတဲ့ဆိုတဲ့မရှိတာကြီးနောက်မဖြစ်ဘူးဆိုတဲ့စကားကိုကြိုက်ကြလားမကြိုက်ဘူးဒုက္ခမရှိတယ်ဆိုသူသုံးပြီးကြလားထားတော့သမဂရေဒါဖြင့်အနိစ္စဒုက္ခရဲ့ခန္ဓာ၅ပါးမှာတပါးရဟန္တာကိုရှိရလားကွာဆက်နေခန္ဓာ၅ပါးမှာတပါးရဟန္တာကိုရှိလာရလားဆိုတော့မရှိဘူးဖြေရတာမဟုတ်ဘူးတော်တယ်။ဒါကဘာဖြေရရှိတယ်ကမရှိပါဘူး။ခန္ဓာ၅ပါးမှာတပါးရဟန္တာမရှိပါဘူး။ကောင်းပြီကွာတဲ့ဖြင့်အနိစ္စဒုက္ခအနတ္တသာရှိတာခန္ဓာ၅ပါးမှာတပါးရဲ့ပုဂ္ဂိုလ်တ attva ရဲ့လို့လေဒီထဲမှာရှိသေးသလားကွာမေးဘယ်နဲ့ဖြေကြရှိပါဘူးမရှိဘူးဒါဖြင့်ဒီဥစ္စာတွေပုဂ္ဂိုလ်တ attva လည်းမဟုတ်ခန္ဓာ၅ပါးအနိစ္စဒုက္ခအနတ္တတရားသာဟုတ်တော့ဘူးအနိစ္စဒုက္ခအနတ္တတရားသာရှိတယ်ယန္တာလည်းမရှိဘူးသေစရာလည်းမရှိဘူးယန္တာမရှိတော့သေစရာမရှိတော့နောက်ဘာမှမဖြစ်ဘူးဆိုရလဲယုတ်တိမရှိဘူးရှိကြရတာကမရှိပါဘူးနောက်ဘာမှမဖြစ်ဘူးဆိုတာပဲယုတ်တိရှိကြရမရှိတော့ဒါပြန်မင်းကြီးခန္ဓာ၅ပါးမှာတော့ယန္တာများရှိသေးလားလို့ဆက်နေတယ်ဘယ်နဲ့ဖြေကြမရှိပါဘူးဒီဟာကိုပဲယန္တာလို့သမုတ်ကြတာပဲခန္ဓာ၅ပါးဘာလို့သမုတ်ကြယန္တာတော့သမုတ်ကြတော့ခန္ဓာ၅ပါးကလည်းဘယ်လိုသမုတ်တာတော့သမှုတွေသက်သာမှုဆိုင်ဖို့ဆွဲကြတာပေါ့ဘယ်ဟာလဲအိဋ္ဌရကအနတ္တမှာတော့ခန္ဓာ၅ပါးကတရားရှိသေးသလားမရှိပါဘူးဒါသေချာမှတ်ကြပါနော်ဒကာရမတို့သေချာမှတ်ကြပါတဲ့သေချာမှတ်မှဒီဥစ္စာညာနဲ့မှသေချာမှတ်မှရရင်နိဗ္ဗာန်သဘောကျမှာအခုနိဗ္ဗာန်အပန်းမဆက်သေးဘူးနိဗ္ဗာန်အပန်းမဆက်သေးဘူးခန္ဓာနဲ့သမီးပညာနဲ့ပရမတ္ထနဲ့ထူးခြားပုံလေးဖွယ်လုံးရှိသေးတယ်မှန်ပါဘောရုံနဲ့ရှိသေးတယ်ဆိုတဲ့ဓမ္မတွေကမှတ်ထားကြပါတော့။ကောင်းပြီတော့ဖြင့်ဒီကံ၅ပါးက၅ပါးမှဘာလဲယန္တာများရှိသေးလားမရှိပါဘူး။ဘုရုကိုယန္တာပုဂ္ဂိုလ်တ attva လို့ဆိုကြမယ်။ကံ၅ပါးတော့ပြန်ရ။ဟုတ်ပါဘူး။အဲ့ဒါဒီကံ၅ပါးကလည်းဒီချာစဉ်းစားပြီးဉာဏ်နဲ့ကြည့်လိုက်ပြီးဆိုမှအိဋ္ဌဒုက္ခအနတ္တတရားမှာဘာလဲချားရှိသေးရဲ့မရှိပါဘူးမရှိဘူးဒါပြန်ကွာမင်းရဟန္တာသိရင်ပြတ်တယ်တရားတော်မူတာငါသိတယ်ရဟန္တာသိရင်ပြတ်သွားတာပဲဘာမှမဖြစ်တော့ဘူးဆိုတော့ဥစ္စာမင်းရဟန္တာလည်းမရှိဘူးပြတ်เสียလည်းမရှိဘူးဘာမှမဖြစ်ဘူးဆိုတော့စကားရဲ့အတိတ်ပဲဘာမှမရဘူးဟုတ်ပါဘူးဆိုနေကြပါဒါကြကြစဉ်းစားပြီးနောက်တော့ပါနဲ့ဆိုပြတရားဟောတော်မူတာရှင်သာရိပုတ္တရာတော်ဟောတော်မူတာဖြစ်နေတော့ကြောင့်ပရမရှိဥစွာဘုန်းကြီးကအမှန်တန်ရှင်းနေပြီနောက်ဆုံးတော့တိုင်တိုင်သူကကြီးတို့ဥစ္စာကိုပြောရနော်ပြောရတယ်ဒီစကားမျိုးကအမှန်တမ်းမှကတိကတနိုင်တယ်ဥက္ကမောင်ရလိုပါဘူးကတိကတလိုက်နိုင်တဲ့စကားတွေမယူရလို့ရှိရင်လည်းဥစ္စေရလေးတွေသွားတယ်ဒါကတမျိုးရင်လည်းပြန်တဲ့သတ္တရတွေရှိတယ်သွားပြန်သွားနေတော့တော့ခက်တယ်ဟုတ်ပါဘူးကောင်းပြီတော့ဖြင့်ခန္ဓာ၅ပါးမှာကယန္တာမရှိဘူးဆိုတာကသိကြကြသိကြပါဘူးဒါပြန်ခန္ဓာ၅ပါးရှိခဲ့လို့ရှိရင်လည်းအနိစ္စဒုက္ခအနတ္တပဲဖြစ်မှာမှန်ပါဘူးကောင်းပြီဒါဖြင့်ဒီလိုသိထားရတော့ဒကာရမတွေယောက်ျားမိန်းမဆိုတာသမှုတွေသက်သာနော်အတွင်းသားရှိတာကဘာပါလဲဒီခန္ဓာ၅ပါးစုပဲရှိနေတော့ခန္ဓာ၅ပါးကလည်းနာမည်ပြင်းရတာရှိပါတယ်သူ့သင်္ကိုယ်လက္ခဏာသဘောရှိလိုက်တော့အနိစ္စဒုက္ခအနတ္တပဲဟုတ်ပါဘူးဘုရားဖြစ်ပြအိဋ္ဌာပြမှုပြမှုအိဋ္ဌာဒုက္ခသတ္တဝါရဲ့ရှိတာလို့မရဘူးသူသဘောနဲ့သူပြည့်တင်ကြပြည့်တော့ကြောင့်အနတ္တ
ဆိုနိုင်ကြဘူးလေဆိုနိုင်ကြပါတယ်ဆိုတော့သေချာမှတ်တာပါကောင်းပြီဒါဖြင့်ခန္ဓာ၅ပါးမှာတပါးပုဂ္ဂိုလ်တ attva မရှိဘူးဆိုတော့ဒါဖြင့်ယမကကဒါဖြင့်ဗျာရှင်သာရိပုတ္တရာမေးလိုက်တယ်ယန္တာဆိုတဲ့ဥစ္စာကွာတဲ့မရှိပါဘူးတဲ့မင်းကယန္တာသိရင်ပြတ်တယ်ဆိုတော့ယန္တာရောဒီထက်ရှားတွေ့ကြသေးလို့အခုခင်ဗျားတို့ခံရတဲ့ဉာဏ်နဲ့သာရှားယန္တာတွေ့ရလားတွေ့ပါဘူးဒါပြင်ယန္တာမှမတွေ့ဘဲနဲ့ယန္တာသိဆိုတာကိုရှိနိုင်မှာမရှိပါဘူးသိပြီးနောက်ဘာမှမဖြစ်ဘူးဆိုတာကိုမရှိနိုင်ပါဘူးတဲ့ဒီစကားလေးရှိတာကဘာလို့မေးတော့ဘာဖြစ်ကြလဲခန္ဓာ၅ပါးမှတပါးကိုယန္တာရှားတွေ့သေးရလားခန္ဓာ၅ပါးပေါင်းစုပြီးသမုတ်ကြဒါပဲရှိနော်ဘာမေးလာဖြင့်သူဒီယမကရေမင်းတွေကလို့ရှင်ဖြင့်ဝေဒနာတစ်ခုကိုဝေဒနာအနိစ္စလားအနိစ္စလားလို့မေးပြန်တော့အနိစ္စပဲရှိ၎င်းအနိစ္စဖြစ်တဲ့တရားဒုက္ခလားဒုက္ခလားလို့မေးပြန်ဒုက္ခအဲ့ဒီအနိစ္စဒုက္ခဖြစ်တဲ့တရားဟာနာငါဥစ္စာလို့ဆိုနေရဲ့မဆိုနိုင်အနတ္တပဲဆိုတာကတပါးတစ်ပါးမှာဒီတိုင်းမရှင်းသေးဘူးလားဒါပြန်အနိစ္စဒုက္ခဖြစ်တဲ့တရားတွေလို့မဆိုနိုင်ဘူးလားဆိုပါဘူးအဲ့တော့ဒီတော့ဟောလိုက်တော့ဒါဖြင့်သူခန္ဓာ၅ပါးညာနဲ့လက်ပြီးကြလာကြည့်လိုက်တော့ဟောရမတ္တနဲ့ဥပ္ပကျေသူဒီသတ္တဗံတိနေသဒုက္ခအနတ္တမြန်နေသဒုက္ခအနတ္တမုန်းဖို့ဗျာနေသဒုက္ခအနတ္တဆုံးတော့ဗျာဆုံးသွားတဲ့အတွက်သူသတ္တဗံတိသတ္တဗံတိတော့ရှင်သာရိပုတ္တရာသိမင်းရလာတယ်ပြတ်တယ်ဘုရားတော်မူတာမင်းသိတယ်ရလာသေးပြီးရှားမယ်နဲ့ပြတ်သွားတယ်ပြတ်ပြီးဘာမှမဖြစ်ဘူးဆိုတာမင်းယူသေးသလားမယူပါဘူးဗျာတဲ့ခုတော့အရှင်ဘုရားတရားနာရတယ်ဒီလိုမယူတော့ဒါတက္ကရာတုန်းကလည်းကုသွားတယ်ဆိုတဲ့အိဗယ်ပေါ့ဗျာကောင်းပြီဒါကလူရင်းမကြသေးဘူးပဲကြီးကဒါသူတော့မှဖြစ်အောင်လေးရှိတော့ဒါဖြင့်မဲအရင်တော့ယူထားတယ်အဲ့တော့မြတ်စွာဘုရားဟောတော်မူတာငါသိပါတယ်ရဟန္တာသိလို့ရှိရင်ပြတ်တာပဲပြတ်ပြီးရှားမယ်နိုင်သေတယ်ပြတ်တယ်ဆိုတာသေတာပဲသေပြီးရှားမယ်နိုင်ဘာမှမဖြစ်ဘူးဆိုပြီးမဲယူရယူပါမဲခုဘယ်လိုဖြစ်လဲမဲဘာသာကံဖြစ်ပြီးမှဖြေတာနော်အဲ့တော့ဒီဖြေသည်လုံလောက်တဲ့ဖြေလို့မဆိုနိုင်ဘူးဆိုနိုင်ပါဘူးငါကသူပုတ်ထရတယ်ဥစ္စာလေးကျွတ်ပြီးဒီကရလက်ခံရည်သုံးပါးပြပြီးတရားဟောလို့ဟောရမှတ်တဲ့နဲ့ခန္ဓာညာရောက်ပြီးသောတာပန်တည်သောတာပန်လေးတော့မင်းရှိကအယူခါဘုရားတော်မူတာငါသိပါတယ်မင်းပြောရဟန္တာသိရင်ပြတ်ပြီးဒီရှားမယ်နဲ့ဘာမှမဖြစ်ဘူးအဲ့ဒါမင်းအခုမင်းကိုလာမေးရင်မင်းပဲလို့ဖြစ်လို့ဆိုတော့ဥပ္ပါကြီးမလုံးတော့ဘူးလားသူဘာဖြစ်နေတော့သူ့ရှင်တွေကအဲ့ဒါမှဒီနေဆိုတော့ဒိဋ္ဌဓမ္မောပတ္တဓမ္မောဆိုတဲ့နိဗ္ဗာန်ကိုဒိဋ္ဌဓမ္မောသူမြင်နေပတ္တဓမ္မောသူညာနဲ့ရောက်နေဘူးလားဝိရိဒဓမ္မောဆိုတော့သူကသူဆုံးဖြတ်ချက်တာချမ်းသာဆုံးပဲဆိုတော့ဆုံးဖြတ်ချက်ချပြီးသားလို့ဆိုနိုင်မလားပရိယကာဏဓမ္မောတဲ့ညာဖြင့်ကိုတော့ဝင်ပြီးမောလာနိဗ္ဗာန်ရှိတယ်သိဏဝိနိကိစ္စတဲ့ဝိရိဒရှိသေးလားဝိရိဒကဝိရိဒကတန်တော်တဲ့တန်ရရနဲ့ဆွေးနေသေးလားဝေသာရိသဘတ်တော်တဲ့ရဲရင်လို့ရောက်ပြီတဲ့သက်တောင်အသေးခံနိုင်ကြီးတဲ့ဘုရားတရားတန်ခါမဟုတ်ဘူးဆိုတော့သူမဆိုနိုင်တော့ဘူးသက်တာဆွမ်းနိုင်တယ်ဝေသာရိသဆိုရဲရင်လို့ရောက်ဘယ်တော့ကံကြီးရဲရင်လို့ရောက်တာပဲကောင်းပြီဒါကြောင့်မင်းကိုတဲ့အခြားသောပုဂ္ဂိုလ်များကမင်းယူထားတဲ့အယူပြောစမ်းပါလို့ဆိုလို့ရှိရင်ဖြင့်မင်းရင်တော့ယူထားတဲ့ယူကိုသူများကလာမေးလို့ရှိရင်မင်းပဲကိုဖြေမယ်ဆိုတော့ဥပ္ပါကြီးဒီဥစ္စာသေချာသတာတော့မပါဘူးလားသေချာသပါတော့နိဗ္ဗာန်ကိုကိုယ်တိုင်တွေ့တဲ့ပုဂ္ဂိုလ်ကသူ့ယူကိုပြောင်းပြီးတဲ့ကာယသူအလားဖြေတော့မယ်ဆိုတဲ့ဥစ္စာခင်ဗျားတို့သေချာမှမှန်ပါဘူးသူ့ယူလည်းပြောင်းအမှန်ကိုလည်းဖြေတော့မှာဆိုတော့ဒီတရားတွေကလည်းရှင်တို့တခါတော့မှပြေကြတာနိဗ္ဗာန်ကြောင့်ကောင်းကောင်းသဘောကျပါလေဆိုတဲ့ဥစ္စာဝိချက်ခါကမှားတယ်။ရဟန္တာအတ္တရဏဖြစ်မှာဘူး။ငါတို့ကလူဒိဋ္ဌိဥစ္စေရတဲ့ဥစ္စေရလေးကနေပြီးသောတာပန်တည်အောင်ရှင်သာရိပုတ္တရာခန္ဓာ၅ပါးပြပြီးလက္ခဏာရေးသုံးပါးနဲ့ဟောလိုက်တယ်။ဟောလိုက်တော့သူသောတာပန်မတည်လား။တည်ပါဘူး။တည်ပြီးတော့ခါကျမင်းသောတာပန်တည်ပြီးဆိုတော့ရှင်သာရိပုတ္တရာသိတော့မင်းအရင်ကယူထားတဲ့ယူကိုတဘာသောပုဂ္ဂိုလ်များလာမေးမင်းပါဖြစ်လို့ဒါကသူ့ယူထားအဲ့ဒါအယူကလည်းဥစ္စေတရေရောသောတာရေရောသောတာပန်ကလည်းပယ်ခဲ့ပြီးသားဖြစ်နေပြီ
အဲ့ဒီလူနဲ့သူဖြေဦးမလားအယူမှန်နဲ့ဖြေမှာဒါဖြင့်အယူမှန်နဲ့ဖြေလို့ရှိရင်ဖြင့်ဒီဖြေဒီဘုန်းကြီးဓမ္မတွေကစဉ်းစားရမယ်ဟောဒီတဲ့မှန်နဲ့ဖြေတော့မရှိဘူးနိဗ္ဗာန်ကိုဒီတဲ့မှန်နဲ့ဖြေမရှိဘူးသူကိုယ်တိုင်မြင်သူကိုယ်တိုင်ရောက်ရတယ်ဖြေမဲ့ဖြေဆိုတော့ဖြင့်ရှင်းသေးဘူးလားရှင်းပါပါကောင်းပြီဒါနဲ့တတိတော့ဖြေရတယ်ရှင်ဒီလိုဖြေမှာပါပဲဟောပေါ်လာတယ်တတိတော့ဖြေရင်ဒီလိုဖြေမှာပဲယုတ်တရားပါဗျာတဲ့အနိစ္စကဒုက္ခလားလို့မေးလို့ရှိရင်ဖြင့်တတိတော့ကလည်းအနိစ္စလို့ဖြေမှာဒါကအနိစ္စဖြစ်တဲ့တရားဒုက္ခလားဒုက္ခလားလို့သူများလာမေးလို့ရှိရင်လေတတိတော့ဒုက္ခလို့ဖြေမှာဟုတ်လားနိစ္စလားမေးတော့သူကလည်းဖြေတယ်အနိစ္စရောက်တဲ့တရားဒုက္ခလားဒုက္ခလားလို့မေးလိုက်ကြတော့ဒုက္ခလို့ပဲသူဖြေလိုက်တယ်တဲ့အဲ့ဒါကိုတဲ့ညာကသေးတော့ဘယ်သွားကြုံလို့တခါဘုပုဂ္ဂိုလ်ကမေးထားတာတပည့်တော်ဖြေရတော့မှာပဲအဲ့ဒီဒုက္ခမရှိတော့ဘူးလို့ဒုက္ခကုန်သွားတယ်လို့ဆိုတာတပည့်တော်ဖြေမယ်ပြောမလားပြောပါလားတဲ့ဒုက္ခချုပ်သွားတယ်ဒုက္ခကုန်သွားတယ်လို့ဖြေရတယ်ပြန်ပြီဒီကရင်မေးဘူးလားအဲ့ဒါကလည်းမရပါတယ်နိဗ္ဗာန်ဆိုတာမရှိတာလားဒုက္ခကုန်သွားတာဒုက္ခကုန်တာနိဗ္ဗာန်ပါလားဓမ္မတွေမရှိတာနိဗ္ဗာန်ဟုတ်ပါရဲ့လားဟုတ်ပါဘူးဒါဖြင့်နိဗ္ဗာန်ဆိုတာဘာလို့လဲလို့ရှိရင်ဖြင့်အနိစ္စလားနိစ္စလားဆိုလို့ရှိရင်အနိစ္စဒီဘက်ကလည်းတစ်ခုပါလေငါကအတူတူပေါ့ဗျာဒုက္ခလားဒုက္ခလားမေးတာဒုက္ခပါဒါဖြင့်ညာနာကြရင်ဘယ်သွားကြလဲဆိုဒုက္ခမရှိတာကိုဆိုတာဗျာဒုက္ခကုန်သွားရှင်းမလားဒါလည်းမယ်ဒုက္ခဒုက္ခချုပ်ငြိမ်းလို့သိပြီဒုက္ခကုန်သွားတာဆိုတာကိုဆိုတာနိဗ္ဗာန်ဆိုတာဒုက္ခမရှိတာဆိုတာဘောရလားနိဗ္ဗာန်ဘာပါလဲဒုက္ခချုပ်ငြိမ်းရုပ်ကဒုက္ခကုန်သွားတာကိုဆိုတာပါတဲ့ရှင်းကြပါရဲ့ဓမ္မရှင်းပါလိမ့်မယ်ကောင်းပြီဒါဖြင့်ဓမ္မတွေနိဗ္ဗာန်ဆိုတာဘာပါလဲဒါဖြင့်ခန္ဓာ၅ပါးအနိစ္စလားအနိစ္စလားမေးပြီငါရဲ့ရှိခြင်းအိဋ္ဌာကတည်းကအဲ့ဒီအိဋ္ဌာဖြစ်တဲ့ခန္ဓာ၅ပါးဒုက္ခလားဒုက္ခလားလို့မေးလိုက်ဒုက္ခဒါဖြင့်ရဟန္တာပုဂ္ဂိုလ်ဒီကားလို့ဆိုလို့ရှိရင်ဖြင့်သေတဲ့အခါဘယ်ရောက်ကြုံဆိုလို့ရှိရင်ဒုက္ခကုန်သွားတာလို့ဆိုတယ်မှန်ပါပါရှင်းမလားရှင်းပါပြီရဟန္တာပုဂ္ဂိုလ်သေတော့ဘယ်ကြွအောင်ဆိုမကြွဘူးဒုက္ခကုန်သွားတာလေဘယ်မှမကြွဘူးရှင်းကြလားရှင်းပါပြီရဟန္တာပြိဋိဘံဆံတဲ့အခါဘယ်ကြွသွားပါလိမ့်ဒုက္ခကုန်သွားပြီဒုက္ခသိမ်းရင်ဒုက္ခဆုံးတာပဲရှိရှင်းမလားရှင်းပါနောက်ကဓမ္မတွေပါတယ်တော့ဒုက္ခကုန်သွားတယ်ဒုက္ခမရှိတော့တာဒီကားလို့ဆိုလို့ရှိရင်အဲ့ဒါရဟန္တာသေးလို့ကြွသွားတဲ့နေရာပဲတပတ်ကြမှန်ပါရဟန္တာတကယ်ကြွသွားတာကဒုက္ခမရှိတာဖြစ်သွားတာလားလို့မေးလိုက်တော့ဒုက္ခမရှိတာဖြစ်သွားတာနိဗ္ဗာန်ဒုက္ခမရှိတာတက်ပါလားဆိုတော့တက်တာငါဖြစ်ရှင်းရလားနိဗ္ဗာန်ဆိုတော့ဘာပါလဲဒုက္ခမရှိတာဒုက္ခမရှိတာဆိုတော့ခင်ဗျားတို့ခန္ဓာကိုယ်ကြီးကလည်းအနိစ္စလားအနိစ္စလားမေးတော့အဲ့ဒီအနိစ္စဖြစ်တဲ့ခန္ဓာကိုယ်ကြီးကဒုက္ခလားဒုက္ခလားမေးလိုက်ဒုက္ခဒါပြန်ရဟန္တာတည်တဲ့အခါကျတော့ရှင်းဘယ်လိုဖြစ်သွားတာလဲဒီဒုက္ခတွေမရှိတာရှင်းပါတော့ခန္ဓာငါးပါးဒုက္ခခန္ဓာငါးပါးဒုက္ခမရှိဒုက္ခခန္ဓာငါးပါးဒုက္ခမရှိတာချုပ်တာငြိမ့်တာဘာခေါ်ကြနိဗ္ဗာန်နိဗ္ဗာန်ဆိုတာဒီကားလို့ဆိုရင်တခြားမှမနေကြပါနဲ့တော့လို့ဘုန်းကြီးကယမကဆိုကြရလို့ဒီကာလဒုက္ခမရှိတာနိဗ္ဗာန်ပါပဲလို့မှတ်လိုက်ပါလို့သေချာဆုံးဖြတ်ချက်ချပေးတယ်မှန်ပါပါရှင်းတယ်ရှင်းပါပါပြန်မေးဦးမယ်ခန္ဓာငါးပါးဒီအနိစ္စလားအနိစ္စလားအနိစ္စပါ၎င်းအိဋ္ဌာဖြစ်တဲ့တရားဖြစ်ပြီးခန္ဓာကပြည့်နေရတဲ့ဆင်းနေရတော့ကြောင့်ဒုက္ခလားဒုက္ခလားဒုက္ခပါပါဒါဖြင့်ရဟန္တာတည်တဲ့အခါဘယ်ကြွကြတော့လို့ဆိုရင်ဘယ်နဲ့ဖြစ်ကြဒုက္ခပါဒုက္ခချုပ်ငြိမ်းသွားတာကိုဆိုတာမှန်ပါဘာကြဒါဖြင့်ဒုက္ခချုပ်ငြိမ်းပြီးဒီကလာသွားတော့ရဟန္တာပြိဋိဘံမတန်ခင်ပဲသူတွေ့နေရတာဘာတွေ့နေရလဲဒုက္ခချုပ်ငြိမ်းတာတွေ့ဒီခရမဘတ်တို့ဝင်စားတဲ့အခါမှာဥပ္ပကြီးဘာတွေ့ရဒုက္ခချုပ်ငြိမ်းတာဒုက္ခချုပ်ငြိမ်းတာတွေ့ရဒုက္ခချုပ်ငြိမ်းတာတွေ့ရတော့နိဗ္ဗာန်ဆိုတာဘာပါလဲမလို့ဆိုတော့ဒုက္ခမရှိတာတက်တက်ကိုရှင်းလားဒုက္ခမရှိတာတက်တက်ဖြင့်တရားဓမ္မတွေဒုက္ခမရောမချက်တဲ့ဒုက္ခတက်တက်သွားဖြစ်မှန်ပါရှင်းလားနိဗ္ဗာန်ဆိုတာဘာတက်တက်ပါ
ဒုက္ခတက်တယ်ဘာကြောင့်ဒုက္ခကအကုန်ချုပ်อ่ะဒုက္ခကအကုန်ချုပ်อ่ะဘာဖြစ်လို့လဲဆိုတော့မဲ့တဲ့ကဒုက္ခပိုင်းခြားဖြစ်ခဲ့တော့ဒုက္ခကိုချုပ်တယ်ရှင်းလားရှင်းပါဒုက္ခကိုချုပ်တော့ဘာကြမ်းလဲဒုက္ခရဟနာဒါဖြင့်လည်းသိကြောက်သွားတာလားဒုက္ခကြံရတာလားတခါစဉ်းစားဒုက္ခကြံရတယ်ဆိုတော့ရှင်းမလားဒါနဲ့ရဟနာသိလို့ရှိရင်နောက်ဘာမှမဖြစ်ဘူးလို့ဆိုကြမလားဒုက္ခနဲ့နေရတယ်လို့ဆိုကြမှာဒုက္ခရှင်းဒါနဲ့ပြတ်တာလားဒုက္ခရတာဒါဖြင့်ကြိုက်ကြမှာလေဗျာဓမ္မတွေအားလုံးကလည်းကြိုက်ကြမှာဒုက္ခမရှိတော့ဒုက္ခနဲ့နေရပါလေဒုက္ခမြင်မှမဖက်ပါဘူးဒုက္ခတက်တက်ပါပဲဆိုလို့ရှိရင်ဖြင့်ခင်ဗျားတို့ဒီရတော့တောင်းတဲ့နေရာဌာနတော့မရှိဘူးမရှိပါဘူးမဆိုတော့တော့အာရမဓမ္မတွေဒီနေ့တရားတဲ့သစ္စာနဲ့ဆက်ချက်ချက်တွေကကြားပေါက်ပြီးမနေ့ကနိဗ္ဗာန်ဟောလို့နိဗ္ဗာန်မရှင်းမှဆိုလို့ပြန်ရှင်းဟုတ်နော်ဒီနေ့နိဗ္ဗာန်မှာရှင်းတော့ရှင်းပါရှင်းမယ်ရှင်းကြဆိုတော့ရှင်းလို့ရှင်းအောင်လို့နိဗ္ဗာန်ဝတ္ထုထုတ်ပြသဘောကျကြပါဘူးဒါဖြင့်ခင်ဗျားတို့30ဘုံကြိုက်နေဒုက္ခကြိုက်ပေါ့ဘာလို့အနိစ္စဒုက္ခကြိုက်30ဘုံမှာပါလေရှိတယ်အနိစ္စဒုက္ခလည်းမမြဲတာရဲ့ဆင်းရဲတာပဲမကိုင်းတာရဲ့ဒါပဲရှိတယ်မဟုတ်လားနိဗ္ဗာန်ဆိုတော့အနိစ္စလည်းမရှိဘူးတဲ့ဒုက္ခလည်းမရှိတော့ဘူးဒုက္ခဟူ၍အကုန်ချုပ်သွားတာဒါဒုက္ခဟူ၍အကုန်ချုပ်သွားတဲ့အခါကျတော့ရှင်းဖြင့်ဗာများကြံရပါလိမ့်မလို့ဟာဒုက္ခချုပ်တာဒုက္ခကြံရမှာပေါ့ဟုတ်လားဒုက္ခကဘယ်လိုဒုက္ခတော့လို့တစ်ခါဆက်မေးတော့လားဘယ်လိုချမ်းသာတာဟုတ်ရှင်ပြချမ်းသာကိုပြောကြပါဦးဒီလိုလောကမှာသာဝိတ္တကိုနေမှုထိုင်မှုတဲ့ဒုက္ခရိုးရတာနဲ့ရှင်ပြီးနှိုင်းဆရမှာလေဟုတ်ပါဘူးမေးခွန်းထုတ်ဖို့လိုလားလိုပါဘူးအဲ့တော့ခင်ဗျားတို့ဥပမာပြရဥပမာပြရမယ်ယမဘေရိုင်းဆိုတာအကြည့်အဟောက်အပုတ်ကိုကြိုက်နော်တရားတော်ဆိုတာကဘောင်းကြီးတို့ကိုမကြိုက်ဘူးလားဒါဖြင့်ယမဘေရိုင်းကြိုက်ကိုသာဝတ္တခုတဲ့ပုဂ္ဂိုလ်ကတရားတော်မတို့သူ့ကြိုက်ဖူးတဲ့အကြိုက်မျိုးတဲ့ဘယ်အကြိုက်မျိုးလုံးစင်နိဗ္ဗာန်ဖြေလို့မရဘူးဘာကြီးရပါဒါကအများကြီးတို့ရမဘေရိုင်းကြိုက်သဘောကျလားနိဗ္ဗာန်မဟုတ်ပါဘူးဆရာဟောတာပါနော်ခင်ဗျားတို့တို့ကြိုက်နေတာကဘာကြိုက်နေတာတော့ဆိုတာပုပ်ကြီးဟောဆိုကြပါလေဘာကြိုက်နေတူသလုံးဆိုရင်ဘယ်နဲ့ဖြေကြအဲ့ဒါခင်ဗျားတို့ကအခုမဲလို့ရှင်နိဗ္ဗာန်တပည့်တို့သာဝတ္တခုနေဥထိုင်မှုတဲ့ထဲကဗျာနဲ့ရိုးစွန်းများကြည့်ပါဟုတ်လားဒီလိုကြိုက်ဆန်းလေးရည်နေတယ်လို့အမှန်ပါဘယ်လိုလူကယမဘယံဖြစ်နေတာဟုတ်လားယမဘယံဖြစ်နေတော့ဟိုတဲ့သူ့အတွက်ဘယ်လိုဓာနဲ့တူတယ်လို့ဖြေလိုက်ကိုမှားရင်ဖြစ်တယ်ပါမှားဘယ်နဲ့လဲမှားဘူးရှင်းကလားဖြေလိုက်ရင်ကတော့ဘယ်နဲ့လဲမှားဘာကြောင့်ကိုယ်ကပါတော့ဘာလို့လဲပြောရတော့ဘာဒေါသမောဟဆိုတော့ကိလေသာညစ်ကြေးကိလေသာကြိုက်တာပြောအောင်ဟုတ်ကျက်ကြိုက်နေတာကညာနဲ့ကြိုက်တာကကိလေသာနဲ့ကြိုက်နေကြကိလေသာနဲ့ကြိုက်တာသူတည်းကလည်းအနိဋ္ဌာယုံမကောင်းတာကြီးပဲဆိုကြပါလေဘယ်မှာရှင်းမလားကိလေသာနဲ့ကြိုက်တာကဘာတွေလဲဒါဖြင့်အနိဋ္ဌာယုံမကောင်းတာကြီးဆိုတော့တပည့်တော်တို့နိဗ္ဗာန်ချမ်းသာတယ်ဆိုတဲ့ဥစ္စာဗျာတပည့်တော်ကြိုက်တဲ့အမျိုးသားတွေကဘယ်ဟာမှအလားတူတာလို့မေးရင်ဖြင့်ဒီမှာဘယ်ကအမေးဖြင့်ဟုတ်လားဖြေရတော့ရှိပါဖြေရတော့မရှိတဲ့ခါကြရခြင်းဖြင့်ယမဘယ်ကြိုက်နေဖြင့်ဖြေလို့ရရှင်းဘာကြိုက်နေဖြေရအောင်ရာတော်ကြာကြီးဆိုတော့ရန်တာတို့ကြိုက်ပါဗျာရန်တာတို့ဘုရားတို့အရိယာအရောဘုံတဲ့ပုဂ္ဂိုလ်တွေအကြိုက်ပေါ့သူတို့ကြိုက်ကဓမ္မတွေမှတ်ပါတဲ့ဗုဒ္ဓရမ်းကြဘူးကြီးရမ်းကြဘူးလောင်ရမ်းကြဘူးဖြည့်ရနေတာလည်းကြိုက်ဘုရားရမ်းကြိုက်တော့ကြလားဗုဒ္ဓရမ်းကြကြီးရမ်းကြဘူးဖြည့်ရနေတာမကြိုက်ဘူးအိဋ္ဌဒုက္ခတော့ကြိုက်တော့မကြိုက်တော့ဩဒါဖြင့်ဗုဒ္ဓကြီးရလာနာအပါထမကြိုက်ကြဧကံပဲဘုထုံဆုံးတဲ့ချက်မပေါ်မလာလုံးနဲ့အနိစ္စဒုက္ခအနတ္တတာမကြိုက်ကြိုက်ကြလားကြိုက်ပါအနိစ္စဒုက္ခအနတ္တဆိုတဲ့ယုံနာငါးတွေခဏခဏပြောင်းလဲလှုပ်ရှားရှင်းယုံနာငါးတွေခဏခဏပြောင်းလဲလှုပ်ရှားနေတာအနိစ္စဒုက္ခအနတ္တပဲလို့မဆိုနိုင်ဘူးလားဆိုပါဘူးဒါပေမဲ့အဲ့ဒီလှုပ်ရှားတာကိုဆိုလို့ရှိရင်ဒါတောင်မှမကြိုက်ဘူးကြိုက်နေမှာမကြိုက်ဘူးနိဗ္ဗ
တိတ္တသလိတ္တံကိုဗျာနေတိတ္တကိလေသာမင်းတော့သလိတ္တဟုတ်ပြီဟောဒီဖြစ်တာကိလေသာကြောင့်ဖြစ်နေတော့ကိလေသာရုပ်ကြောင့်ဖြစ်တဲ့တရားတွေဆိုတော့ဒါတွေဟုတ်နေတာကိလေသာအကြောင်းဆက်လိုက်လို့ရှိရင်ကိလေသာကစားကြတယ်ဆိုရင်ခန္ဓာကထုတ်ပြီးတော့ဖြစ်တာကိလေသာအိတ်ရှင်လို့ဆိုခန္ဓာကထုတ်ပြီးတော့ဖြစ်မလားဗျာဖြစ်တာပါငြိမ်ငြိမ်စိမ့်စိမ့်အေးအေးမြမြမဖြစ်မပြတ်ပဲနဲ့မြင်နိုင်တဲ့သဘောဟုတ်ပါရဲ့လားမဟုတ်တော့ဘူးဒီသာအကောင်းရဲ့ဟုတ်လို့သုံးလို့ရှာရှာခဏခဏပြက်ပြားနေတာကိုလို့ဆိုနိုင်တယ်ဆိုနိုင်ပါဘူးအကောင်းရဲ့ဆိုလို့ရှိရင်လှုပ်ရှားကြရရှိရလားမရှိပါဘူးပြက်ပြားကြရပါမရှိပါဘူးဒါဖြင့်ဒီသာအကောင်းရဲ့လို့ဆိုမလားတဲ့မကောင်းတာလို့ဆိုမကောင်းပါဘူးဒါဖြင့်ကြည့်ကြိုက်တဲ့ကမကောင်းတဲ့ဒုက္ခသစ္စာတွေကဘယ်ဒုက္ခသစ္စာနဲ့တူပါလိမ့်မလို့လေတဲ့ဟုတ်လားဘယ်ဒုက္ခသစ္စာနဲ့တူပါလိမ့်မလို့ဆရာဆိုရင်မပဲအမေနဲ့ထူးသေးမထူးပါဘူးဒါဖြင့်ဒါမှမဲလို့မရဘူးဗျာအရိယာတို့အဖြေနဲ့ပဲဖြေပါတော့လို့မဆိုရဘူးလေဆိုလိုက်ပါအရိယာရဲ့ဖြေကကြည့်ပြီးဒီကအာယုန်တွေတွေ့နေရရင်သူကလောကအာယုန်တွေကိုတွေ့နေရလို့ရှင်သူစိတ်ဆန္ဒတွေဒုက္ခတွေလောကအာယုန်တွေတွေ့နေဟုတ်လားအိစ္ဆာတွေပဲဒုက္ခတွေပဲအနတ္တတွေပဲဒါတွေမတွေ့ရကောင်းပါဘူးအိစ္ဆာဒုက္ခအနတ္တကိုမတွေ့ရဒုက္ခသစ္စာကိုမတွေ့ရသူစိတ်ကဘာလဲကောင်းဘူးဒါပြန်နိဗ္ဗာန်မှာအိစ္ဆာလည်းမရှိဘူးဒုက္ခလည်းမရှိဘူးဟုတ်လားအတုပါလည်းမရှိဘူးဒါတွေမတွေ့ရတဲ့နေရာကိုပါခေါ်ကြဒါပြန်နိဗ္ဗာန်ဆိုတာဒီငြိမ်ငြိမ်တက်တဲ့နဲ့သုပတက်တဲ့ဟုတ်လားငြိမ်တဲ့ဒီကလည်းပြင့်နေတယ်ဒီနိဗ္ဗာန်ပါပဲငြိမ်တဲ့ဒီကလည်းငြိမ်တဲ့ဒီကကတုံ့ပြန်ရှိပဲနဲ့အေးချမ်းတဲ့ဘောဓိတက်တယ်လို့ဖတ်တယ်နော်တန်တိလက္ခဏာနေရတဲ့သစ္စာပေါ့ဗျာနေရတဲ့သစ္စာနိဗ္ဗာန်ဆိုတဲ့တရားဒီတန်တိလက္ခဏာငြိမ်သက်ခြင်းသဘောလက္ခဏာရှိနိဗ္ဗာန်ဘယ်လက္ခဏာရှိငြိမ်သက်ခြင်းသဘောလက္ခဏာရှိတယ်ဆိုတဲ့ကိုကခဏလေးတွေ့ခန္ဓာ၅ပါးကငြိမ်ကိုမငြိမ်ကံကဖြစ်ပြက်စိတ်ကဖြစ်ကောဥဒ္ဓကဖြစ်ကောအာရဖြစ်ကောကံကသာဆိုရံပေါ်လာရံငြိမ်ငြိမ်ကိုနေလို့ရနိဗ္ဗာန်ဆိုရကဒီလိုဖြစ်ပြမရှိဘူးဘောကြနိဗ္ဗာန်ဆိုတာဒီအကြောင်းတရား၄ပါးကပြုပြန်လို့ဖြစ်အကြောင်းတရား၄ပါးကအကြောင်းရုပ်သိမ်းလိုက်လို့ပြည့်ရှိပါတယ်မရှိပါဘူးမရှိတော့ဘူးတဲ့ယုံနာဓမ္မတွေဖူသေးကဖြင့်ဖြစ်ဖြစ်ရှိတယ်အမျက်လို့ရှားတယ်ဘောကြအမျက်လို့ရှားနေတော့ဆက်လိုက်ဖြစ်လိုက်ပြည့်လိုက်ဆိုတော့မွေးလိုက်သေးလိုက်သွားလိုက်အတုပတွေပဲဒီပါရေးဆွနိုင်မှာခန္ဓာကကြောင်းရနေရတဲ့ဒုက္ခတွေပဲလို့ဒါဖြင့်ခန္ဓာ၅ပါးရဲ့မှာနိဗ္ဗာန်ရှာလို့တွေ့ဟုတ်လားခန္ဓာ၅ပါးရဲ့ဓမ္မနိဗ္ဗာန်ရှာလို့မတွေ့ဘူးဆိုတော့ခင်ဗျားတို့စားဦးတဲ့အရာဒါကလည်းခန္ဓာ၅ပါးရဲ့ကဤပတ်ခင်ဗျားတို့ရှိဘူးရှိဘူးရတယ်ကြည့်လိုက်တယ်လည်းအနန္တရားဤပတ်ခင်သဘောကျလားအဲ့ဒါဒီတော့ရှာလို့ကမရအဲ့ဒါတွေကအကြောင်းတရားတွေကလည်းဆက်ွယ်ခင်ဗျားတို့သာဝတ္တကုနေဘူးထိုင်မှုတွေဘာနဲ့ဆက်တယ်အကြောင်းတရားတွေကလည်းဆက်တယ်တော့အကြောင်းတရားတွေကဖြစ်ဆိုတော့ခဏလေးရတာလေးဘာလို့မဖြစ်ရဘူးလဲဖြစ်ပါလားအကြောင်းတရားတွေကဆက်သိလိုက်တော့ဖြစ်ပါလားဒီရတာပြည့်တယ်ဆိုတော့ဖြစ်ပြီးပြည့်နေတာကိုစိတ်တို့ကအကောင်းထားနေတော့မသိကောင်းပါမဆက်နိုင်ဘူးလားဆက်နိုင်ပါဘူးဟိုမသိကောင်းမသိကောင်းမသိတော့ကောင်းနေချင်းရှင်းတော့ကြလားရှင်းပါပါနိဗ္ဗာန်ကောင်းတာဒီကောင်းမျိုးလားမဟုတ်ပါဘူးအဲ့ဒါနဲ့နိဗ္ဗာန်ကောင်းတာဘယ်ကောင်းမျိုးပါလိမ့်မလို့သုံးရည်ချရပါလို့ဆိုလို့ရှိရင်နိဗ္ဗာန်ဒီကရမလို့ဒီဟာလေးဖတ်တယ်တန်ပြီးတဲ့ခဏမြည်ရတာပဲနိဗ္ဗာန်ဆိုတဲ့တန်ပြီးတဲ့ခဏငြင်းငြင်းအေးအေးလေးနေခြင်းတဲ့ဘောလက္ခဏာရှိနေရတာဘာလက္ခဏာရှိလဲနေဟောဒီဖြတ်လို့မှမပြည့်ဘူးဘာလို့ဒီကလာမှအကြောင်းလေးပါးနဲ့မဆက်သွယ်ရဲဘူးဗျာသူကကြီးဆက်သွယ်သေးဆက်သွယ်ပါဘူးဓမ္မတွေနိဗ္ဗာန်ဒီကြောင်းလေးပါးနဲ့ဆက်သွယ်လို့ရှိရင်ဒီကြောင်းလေးပါးကလို့ဖြစ်တယ်ဒီကြောင်းလေးပါးမလုပ်တော့ဘူးဆိုနိဗ္ဗာန်ပြည့်တယ်ဒီလိုမျိုးလားအဲ့ဒါဒီကြောင်းလေးပါးနဲ့မဆက်သွယ်တဲ့တရားဖြစ်ပြီးဒီကရာနေတော့ကြောင့်ဒီနိဗ္ဗာန်ဒီကားလေးဆိုလို့ရှိရင်ဖြင့်တဲ့ဘယ်သူနဲ့မှမဆက်သွယ်ဘဲနဲ့သူ့ဟာပြီးကံတည်တဲ့တရားဒုက္ခချုပ်တဲ့ပုဂ္ဂိုလ်အများကြီးခံစားရတယ်ရင်းကဒုက္ခချုပ်ပြီးသောပုဂ္ဂိုလ်တွေခံစားရဝေဒနာနဲ့ခံစားရမဟုတ်ဘူးနော်ဝေဒနာနဲ့ခံစားရညာအပြင်တင့်တယ်ပြီးကြတာစီကောင်းဖြစ်တယ်တရားမှန်ပါရင်းကြပါ
သိကြပါဘူးဒါဖြင့်အရင်ကလောကမှာခံစားမှုတဲ့အတွေ့အထိအာယုံအစားတော့အာယုံနဲ့မမေးနဲ့ဝတ်ရတာဘာလို့မမင်းနဲ့ဆိုတော့သူကယမဘဲတိုင်းယမဘဲတိုင်းစားမှုတာပဲစားမှုတာနဲ့တူလုံးဆိုတော့နိဗ္ဗာန်ကနှိုင်းမှမရဘူးသိပါဘူးရှင်းရလားဒါမေးတာကနိဗ္ဗာန်ဆိုတာဒကာဓမ္မတို့ဘယ်အကြောင်းတရားနဲ့ဆက်သွယ်သတုံးလို့ပြောလို့ရှိရင်ဘယ်အကြောင်းတရားနဲ့မှဆက်ဘူးဒီကဘယ်အကြောင်းတရားနဲ့ဆက်သွယ်ခန္ဓာကဖြစ်စေတဲ့အကြောင်းနိဗ္ဗာန်ကိုဘယ်လိုလုပ်ထားရဲဆိုလို့ရှိရင်ဖြင့်ဒကာဓမ္မတို့ခန္ဓာကရောင်းနဲ့ဆက်သွယ်တယ်လို့ဆိုရတယ်နိဗ္ဗာန်ကဘယ်လိုထောက်ပံ့ထားလို့ခိုင်ခိုင်တည်တတ်နေတာဆိုတော့ဥပဒမကကြောင့်ဖြစ်ရအဲဒီလိုခန္ဓာကကြောင့်ဖြစ်စေတဲ့အကြောင်းနဲ့နိဗ္ဗာန်မှာမရှိဘူးဥပဒမကထောက်ပံ့တဲ့အကြောင်းမရှိဘူးဒါဖြင့်ဒီကံဒီကားလို့ရှင်အဖြစ်เสียဓမ္မတို့ဒီနေ့ကဟောခဲ့တဲ့တွေ့အားလုံးတရားဓမ္မတွေခန္ဓာကအကြောင်းနဲ့မရှိဖြစ်စေတဲ့အကြောင်းမရှိထောက်ပံ့တဲ့အကြောင်းမရှိတော့အကြောင်းမရှိတဲ့အတွက်သူပြီးကံတရားလို့ပဲဆိုလိုက်တာပြီးကံတရားဆိုရင်ပြည့်เสียကြောင်းเสียရွေ့เสียရှိပါလားမရှိဘူးမရှိပါဘူးပြီးကံတရားကိုပြီးကံတရားဆိုပြည့်เสียကြောင်းเสียရွေ့เสียသိမ်းเสียမှောက်เสียတရားဓမ္မမရှိဘူးတဲ့ဒါဖြင့်အဲ့ဒီနိဗ္ဗာန်ဒီတရားဓမ္မတို့ဤခိုင်မြဲတဲ့ဒုက္ခနိဗ္ဗာန်ဆိုတာဒါပဲဘာလို့မပြတ်ပါဘူးဟောဒီအကြောင်းနေနဲ့ဘယ်အကြောင်းနဲ့မှမဆက်လို့ပြောပါခင်ဗျားတို့20လေးကြောင်းနဲ့ဘာမှမဆက်မှားလားဘာလဲပဋ္ဌာန်းပစ္စည်းတော်တော်ခက်တယ်တော်တော်ကြောင်းကျိုးဆက်သွားနေတဲ့တရားပဲဆိုတော့သူနဲ့ကိုလည်းမဆက်ဘူးမဆက်ဘူးသဘောကျကြလားသဘောကျပါဘူးသူနဲ့မဆက်မှာကသူနဲ့ဆက်နေရင်အချိန်ကပြုံးမှာဟုတ်ပြုတ်ပြီလားပြုံးပါအကြောင်းချုပ်တဲ့အကျိုးကချုပ်ပါအကျိုးချုပ်ရမယ်ဆိုတော့နိဗ္ဗာန်ဆိုတာနိစ္စနိဗ္ဗာန်မဟုတ်ဘူးအနိစ္စနိဗ္ဗာန်ဖြစ်ပါတယ်အနိစ္စနိဗ္ဗာန်ပြန်လေးပြင်းနေကဘာသင်္ကာရကျင့်နေကြမလို့ပါဘူးအနိစ္စနိဗ္ဗာန်ခင်ဗျားတို့နတ်ပြည်သွားနေတဲ့ကုသိုလ်အရှင်ကုန်ပြုတ်ပါဒါအနိစ္စနိဗ္ဗာန်ပဲဟုတ်ကဲ့အဲ့ဒါဒီနိဗ္ဗာန်ကတော့ဒီလိုမဟုတ်ဘူးတရားဓမ္မတို့အကြောင်းရည်ဟူတွေ့နေဘယ်အကြောင်းနဲ့မှမဆက်တဲ့ကံနဲ့လည်းမဆက်ဘူးစိတ်နဲ့ရောမဆက်ဘူးကုသိုလ်နဲ့မဆက်ဘူးအာဟာရနဲ့မဆက်ဘူးကောင်းပြီကျန်တဲ့ပဋ္ဌာန်းလာတဲ့24ကြောင်းနဲ့မဆက်ဘူးတဲ့။ဆောင်းချုံပြီးကြည့်ကြတော့ဖြစ်စေတဲ့အကြောင်းထောက်ပံ့တဲ့အကြောင်းနဲ့ပေါ့။အကြောင်းမျိုးစုဒီဆောင်ထားတဲ့တရားမဟုတ်ဘူး။သဘာဝဓမ္မပင်ကိုကိုကဒီရောက်အားထုတ်တဲ့ပုဂ္ဂိုလ်တို့နေရာထိုင်ရာစီရာဌာနရဒီရောက်တဲ့နည်းကိုလိုက်တဲ့ပုဂ္ဂိုလ်တို့နေရာထိုင်ရာစီရာဌာနဒီရာအောင်ပြီးတာဌာနအဘကြလား။ဒါနဲ့ရောက်တဲ့ပုဂ္ဂိုလ်သားရင်ထိုက်တဲ့ပစ္စည်းရောက်အားထုတ်တဲ့ပုဂ္ဂိုလ်သာရင်ထိုက်တဲ့ပစ္စည်းဟုတ်လားတဘာဝအကြောင်းတွေနဲ့ဘယ်အကြောင်းနဲ့ငါသွားမယ်လို့တော့မဆိုပါဘူးဟုတ်ကြဒါဖြင့်သောရကတဲ့ရဒကာဓမ္မတွေမက္ကပစ္စယောသူဘုရားဟုတ်ဘူးလားဗျာမဆိုနိုင်ဘူးလားဆိုတော့ဒါပြောရပဲစကားပြောရစကားဆက်မက္ကပစ္စယောဆက်မြောက်ကြောင်းဘယ်ကဆက်တယ်ကိလေသာကိုကာမဝုပ္ပကောင်းမှာဆက်သွားတယ်ဒါပေမဲ့ဒါပြန်ဆက်သွားတော့ဟုတ်ပြီတဲ့သူဒီကားလို့ဆိုလို့ရှိရင်ဖြင့်သူကရအောင်ပို့နိုင်တယ်မကင်အားထုတ်တဲ့ပုဂ္ဂိုလ်များဒီကဒီရောက်တယ်ဟုတ်တယ်တဲ့သူလောက်တာတော့မဟုတ်ဘူးတော့ကြသူလောက်တာသူထောက်တာလားမဟုတ်ဘူးကျန်လားမကင်ဖြစ်ကမကင်ဖြစ်ကသူလောက်ထားတဲ့နိဗ္ဗာန်ဆိုရသူထောက်တာတဲ့နိဗ္ဗာန်ဟုတ်ရဒီဆိုရင်သူမကင်ဖြစ်ကမကင်ဖြစ်ပါရတယ်နန္ဒမတွေနန္ဒမဆိုအိဋ္ဌဒုက္ခဒါသူပြည့်ပြည့်တပည့်ရလားမက္ကပစ္စည်းနဲ့လည်းသူဒီမဆက်ပါဘူးသံဃာဥပ္ပသမကနဲ့လည်းမဆက်ပါဘူးတပည့်ရဒီလမ်းလျှောက်တဲ့ပုဂ္ဂိုလ်ဖြင့်ဒီရောက်မယ်လို့ပြောတာရှိတယ်မိုက်ငါလေးလုပ်တဲ့ပုဂ္ဂိုလ်ဖြင့်ဒီရောက်မယ်ဒါကြောင့်သူဒီဘယ်လိုသတိပါလဲအဖို့လည်းမဆက်အလုံးသမားတတ်တယ်ရှင်းလားမိုက်ငါဒီပါပါအဖို့သမားတတ်တဲ့ပဲသူဆောက်ထားတဲ့နေရာကိုသူပို့တာလားလို့မေးရင်ဒီလိုမဖြစ်နဲ့သူဆောက်တည်တောင်ထားတာဟုတ်ပါဘူးတပည့်ကြလားအဲ့ဒါငါတို့ရှင်းနေကြတော့အများကြီးกว่าသွားလိမ့်မယ်အများကြီးกว่าတော့ရှင်းနေကြနေကံဆိုတော့ဘယ်လိုညာလို့ဆက်ရှင်းနေနင်းလို့ပုံပုံပြောင်းနေတယ်ဥစ္စာအခုအကြောင်းတွေအကုန်နဲ့ဆက်သွယ်သေးလားဆက်သွယ်ပါဘူးမက္ကပစ္စည်းနဲ့တော့ဆက်သွယ်ဘူးမက္ကပစ္စည်းနဲ့ကဇာကဖြစ်စေတာလားမေးရင်ဥပဒံကသူထောက်ပံ့တာလားမေးသူထောက်ပံ့တဲ့အချိန်အစောကုန်သူနိစ္စရောဖြစ်စီရဒီလိုပဲဆက်သွယ်ပါရဲ့
ဒါပြန်မိုက်ကကြီးရှိသည်သံပါပကအကြောင်းရောက်စေတဲ့အကြောင်းမှဖြစ်တာဟဲ့တီဆောက်တဲ့အကြောင်းဆောက်ရတဲ့အကြောင်းဟုတ်ဘူးဆိုဒါနဲ့သံပါပကအကြောင်းသံပါပကအကြောင်းဆိုတာကဒီပါကလေးရောက်စေတဲ့အကြောင်းဒါလေးသိချာမှတ်ကြပါရဓမ္မတွေမကင်ဆိုတာအထုပါကခင်ဗျားတို့ဘယ်ကျုံးမှာဆရာဘုန်းကြီးကနေတိုင်းတိုက်တွန်းပါတယ်မကင်နဲ့ပွားများပါမကင်နဲ့ပွားများပါလို့ဘာဖြစ်လို့တိုက်တွန်းတာဆိုတာလေယနေ့ပေါ်တော့ရောက်စေတဲ့အကြောင်းဖြစ်တယ်ရှင်းလားရှင်းပါပါလေရောက်စေတဲ့အကြောင်းအဲဒီကရောက်စေတဲ့အကြောင်းလို့ရှင်းတယ်သူရောက်ပဲဟုတ်လားရောက်စေတဲ့အကြောင်းလို့ခေါင်းနဲ့ဩတယ်လို့ပြောတယ်ရပါဘူးဘာလို့လဲသူတော်မရဘူးပြောတော့ပဲရင်းနေလားအော်လည်းမရဘူးဆိုတာပေါ်လားအေးဘာသာရေးအကြောင်းဆိုတော့ဒကာဓမ္မတွေစဉ်းစားရမယ်ရောက်စေတဲ့အကြောင်းဆိုတာကဘယ်လိုလဲဆိုမိုက်ကပြည့်စုံဒီပါကြီးပါလဲမိုက်ကပြည့်စုံဆောင်းရောက်ကြောင်းဆိုတော့ဒကာဓမ္မတွေဘာဘာရှိတယ်ဆိုတော့ရှိပါလားသူကတော့ကိလေသာဝတ္တကဆွဲထုတ်ပြီးဒီကလာဟုတ်လားကိလေသာကိုကာမဝုပ္ပကောတက်ကဆွဲထုတ်သိရပုဂ္ဂိုလ်ဆွဲထုတ်ပြီးကြတာသူဒီဘာလို့ပါလိမ့်မလို့ဆိုလို့ရှိရင်ဖြင့်ယထာတဖွယ်ယဉ်တဖွယ်ဒကာဓမ္မတွေရောက်စေအောင်ဒီပို့ရှင်းယထာတဖွယ်ယဉ်တဖွယ်ချို့နေရာမှာဘုရားဟောတယ်နိုင်ရည်ရာနေကိစ္စရအဂရဏိတံယသနာနိဒာနိနာဒါနောဒါနိနာကိစ္စရိဆိုတဲ့နေရာကြတော့သူယဉ်ပမာဟောဘာကြကြမှန်ပါဒါဖြင့်ဖြစ်စေတဲ့အကြောင်းရောက်စေတဲ့ဖြစ်စေတဲ့အကြောင်းထောက်ပံ့တဲ့အကြောင်းမဟုတ်ဒကာဓမ္မတို့တန်ပါပကဆိုတဲ့ဗာလိလိုမြန်မာလိုရောက်စေချင်တဲ့ဘယ်ရောက်ဒါဖြင့်မိခင်လို့လောက်ကြမိခင်လို့မလို့ရင်ရောက်ကြောင်းကိုမဖြစ်ပါဘူးကျန်တဲ့လူတွေကိုခင်ဗျားတို့ကရောက်ကြောင်းဖြန်လို့ရှိရင်ဖြင့်တိုက်ရိုက်ဖြန်လွဲမှာပဲဆိုရကောင်းနည်းနဲ့တော့ကူညီပေးမှာပဲဒါနဒီတော်ကောင်းနည်းနဲ့မကံခေါ်ရတဲ့ဆရာတွေ့အောင်သူပို့တယ်ဒီကဆောက်ပြီးတော့တက်ရှည်တော့မကံခေါ်ရတဲ့ဆရာနဲ့ဆရာနဲ့သွားတွေ့ရင်တွေ့ပြီးတဲ့ကာလသူတို့ကတွေ့အောင်လုပ်တော့ဘုရားကသူတို့ကျေးဇူးမကင်းတော့ဘုရားနဲ့တွေ့ဆရာကောင်းသမားကောင်းနဲ့မတွေ့ဘူးတွေ့တဲ့အခါမကံခေါ်ရတဲ့ဆရာကောင်းနဲ့တွေ့တဲ့အခါကျတော့ဒီလုပ်ကိုပြန်လုပ်ပြီးတော့မှသူကပို့တယ်ပါရှင်းလားရှင်းပါဒါဖြင့်ဒါတွေလည်းအကျိုးမရှိဘူးလားရှိသလားလို့မေးရမှန်းဖြစ်ကြရှိပါဘူးသူတို့ကဘာလို့ဆိုတော့ဥပသမကဥပနိပြဝိဒါတော့ကြောင့်မခင်ကတော့နီးစွာတော့အကြောင်းဆိုတော့ဒကာဓမ္မတို့နန္ဒအိမ်တော်ရောက်ပြီမဲ့လေတိုင်းကိုပြည်နာရောက်ပြီမဲ့လေမင်းချောင်းဝင်တဲ့ပုံကမပေါင်းလို့ရှိရင်မင်းနဲ့တွေ့ဖို့တော့ခင်းသူတို့ကမင်းဒီနန္ဒအိမ်တော်ရောက်အောင်လို့ပို့တာပဲမင်းချောင်းဝင်တဲ့မခင်နဲ့မပေါင်းရလို့ရှိရင်နန္ဒအိမ်တော်တော့မရောက်ဘူးရောက်ပါမလားရောက်ပါဘူးခိုင်းတော်ပြန်ဒကာဓမ္မတို့ဘယ်အကြောင်းကိုအရေးကြီးဆုံးထားပြီးဒီကလာကျိုးစားမှာလဲဆိုတာယနေ့ပေါ်လာပေါ်ပါဘူးသူကကြီးပေါ်လာပေါ်ပါဘယ်အကြောင်းမှာလက်ပဲပါသူကဘယ်လိုကျေးဇူးပြုပါလဲရောက်ပြီနိဗ္ဗာန်ကိုရောက်အောင်ပို့နိုင်တဲ့စွမ်းရည်တတ်ရှိမှန်ဟုတ်လားရောက်အောင်ပို့ဆိုတော့ပူကြအောင်လားဟုတ်လားလက်ညှိုးထိုးရုံပဲလားလို့ပြန်ဝေဖန်အောင်လက်ညှိုးထိုးဟုတ်ပါလက်ညှိုးထိုးရရင်မှန်ပါဗျာဘာကြောင့်ကြားရင်ကြားကြတယ်လို့မဲလို့ရှိရင်ဖြင့်သူ့ကိုကအနိစ္စတရားမှန်ပါမဲခင်ဖြစ်ပါရဲ့နန္ဒမနန္ဒမဆိုတာအနိစ္စလားနိစ္စလားနိစ္စပါအနိစ္စတရားကနိစ္စနာမကတ်နိုင်ဘူးဗျသဘောကျလားသူဟာအနိစ္စကျုပ်တော့အာကုန်မနေနဲ့ကျုပ်ကခမရကိုသက်ဆောင်သေးတယ်ကလားဟိုရောက်ခမရကိုပြသေးပြီကျုပ်ကအနိစ္စတရားဟိုနာမကတ်နိုင်ဒီအနိစ္စဘူးဗျဟုတ်လားမှန်ပါအသုတိရတံသုတိပြည့်ကျွေမသိနိုင်တဲ့ခိုင်မြဲသောကိစ္စရှိဘူးနိဗ္ဗာန်သဘောကျလားသုတိပြည့်ကျွေမသိနိုင်တဲ့ခိုင်မြဲတဲ့ကိစ္စဘယ်လိုလုပ်သုတိပြည့်ကျွေမသိနိုင်တဲ့ခိုင်မြဲတဲ့ကိစ္စနိဗ္ဗာန်ဒီပုံမှန်တွေကအနိစ္စဖြစ်နေတော့တော်ရရကနေသွားတော့ခဏခဏဟိုတွေ့ဘောအဲ့ဒါကြောင့်သူဟိုရအောင်ကဲဒီညာတိုင်းမှာဒီညာနေကဒီဟာသားပါဒီဟာတော့ကကြဘုရင်တွေ့ရအောင်မပို့နိုင်ပါလိမ့်မလို့ဆိုတော့ချုပ်ကနေပါလေရာတဲ့ရင်းနေလားနေတရားရှိကိုသူရအောင်သွားနေရပြပြီလေအဲ့ဒါပဲဗျာအဲ့ဒီနေရာချမ်းသာတဲ့နေရာပဲဗျာအစ်စ်ပဲဗျာသူကခိုင်နေတဲ့နေရာမင်းဟိုရောက်လိုက်တော့ပါဆိုတော့ကျုံမတတ်ဘူးဘာကြအဲ့ဒါရောက်နေတဲ့အကြောင်းသာဖြစ်တယ်တဲ့ရောက်လို့နေတဲ့ပုဂ္ဂိုလ်ချမ်းသာမှုပါတော့ဖြင့်
သူပေးတာလို့မဆိုလိုက်ပါနဲ့တဲ့ဒီနေရာရောက်တဲ့ပုဂ္ဂိုလ်ကြီးဒီကိစ္စကိုသုံးဆောင်မှုပါရှင်းမလားရှင်းပါပြီဒါကြောင့်နိဗ္ဗာန်ဒီကားရဲ့ရှင်ဓမ္မတို့အကျမ်းလေးပါးနဲ့မဆက်ွယ်တာ24ကျမ်းနဲ့မဆက်ွယ်တာပေါ်ကြသေးဘူးလားပေါ်ပြီဆိုတော့ယမကဖြေလိုက်နိဗ္ဗာန်ဆိုတာဒီယန္တာဆိုတာဒီခန္ဓာ၅ပါးကိုဆိုသည်သဘောကျကြလားယန္တာဆိုတာခန္ဓာ၅ပါးကဟုတ်လားအဲ့ဒီခန္ဓာ၅ပါးယန္တာမဟုတ်တော့ဘူးခန္ဓာ၅ပါးရောက်လာတဲ့သမုဒိသစ္စာကလည်းယန္တာရှိတာခန္ဓာ၅ပါးအဲ့ဒါကိုရှင်သာရိပုတ္တရာကငင်းဒီကားလေဆိုလို့ရှိရင်ဖြင့်နိဗ္ဗာန်ယန္တာတည်ရင်ပယ်သွားတယ်ဆိုတာမင်းအခုသောတာပန်ဖြစ်မှဖြေတဲ့ဖြေနဲ့ဖြေချမ်းရှင်းမလားရှင်းပါပြီအခုထပ်ပြောတာခဏတစ်ခါပြောပြီးပါပြီဆိုတော့ထပ်ပြောလိုက်ရှင်းကြတယ်ရှင်းအောင်အားတပိတော့အခုဖြေရလို့ရှင်းရင်တော့ဖြင့်ဗျာမှန်လေးနဲ့ဖြေရလို့ရှင်းဖြင့်ခန္ဓာ၅ပါးအိဋ္ဌာလားအိဋ္ဌာလားဆိုအိဋ္ဌာဖြေမှာပဲ၎င်းအိဋ္ဌာဒုက္ခလားဒုက္ခလားလို့မေးဒုက္ခလို့တပိတော့ဖြေမှာပဲတဲ့ခန္ဓာ၅ပါးယန္တာခန္ဓာ၅ပါးတို့ရဟနာတွေကဘယ်တော့လုံးမေးလို့ရှင်းဖြင့်၎င်းအိဋ္ဌာဒုက္ခဖြစ်တဲ့ခန္ဓာဒီဒုက္ခချုပ်ငြိမ်းပြီးဒုက္ခကုန်သွားပြီလို့ပဲပြီးတော့ဖြေတယ်ဘာလဲဒုက္ခချုပ်ငြိမ်းပြီးဒုက္ခကုန်သွားပြီဒါကနိဗ္ဗာန်ဆိုတာဒုက္ခချုပ်ငြိမ်းဒုက္ခကုန်တာအစ်စ်ပါဒါကြောင့်ကျွတ်တော့နေတဲ့ဘက်ကဒုက္ခသစ္စာဟုတ်လားဉာဏ်ကငါသေလို့ရောက်တဲ့နေရာကနိရောဓသစ္စာဒုက္ခသစ္စာချမ်းသာတဲ့ဒုက္ခသစ္စာဆိုတော့ဒုက္ခကချုပ်တာဒကာရမတို့ဒုက္ခကြံရဲ့သဘောကျလားဒါကြံရဲ့ပါဒုက္ခကြံရဲ့တဲ့အဲ့တော့ဉာဏ်ကသိရင်ပြတ်သွားသလားတဲ့ဒုက္ခနဲ့တွေ့ရသလားအဲ့ဒါဉာဏ်ကသိရင်မပြတ်ဘူးဟုတ်လားမပြတ်တော့မပြတ်ရင်လည်းတက္ကကလားတဲ့မဲပြန်တော့လေခိုင်းကအကြောင်းနေနဲ့မဆက်ဘူးဆက်တယ်လေအကြောင်းနေနဲ့မဆက်တယ်ဘူးဆိုတဲ့ဖြင့်ဒကာဓမ္မတို့ဥစ္စေတာလည်းမလွတ်သေးဘူးလားလွတ်ပါဘူးဒုက္ခနဲ့ဒုက္ခနဲ့ဟုတ်လားဒုက္ခချုပ်ပြီးဒုက္ခရမ်းတာကိုယ်ပိုင်ရမရဘူးလားရလိုက်တော့ကိုသင်ပြတ်တာလားမပြတ်ဘူးပြတ်မပြတ်ဘူးဒုက္ခပြီးဒုက္ခရတာပဲရှင်းမလားရှင်းပါဒါဖြင့်ဆက်နေကြလို့မဲတဲ့အခါကျတော့ဒုက္ခနဲ့ဒုက္ခပฏิပက္ခကြီးဆက်လို့ရတယ်ဆက်လို့ဆက်ဒါပြန်နိဗ္ဗာန်တွေကားလို့ရှိရင်သတ္တရမှာလည်းလွတ်ဥစ္စေရမှာလည်းလွတ်တယ်သက်သီးကနိရောဓသစ္စာပဲရှင်းမလားရှင်းပါပြီဒါပါလေသီးကနိရောဓသစ္စာလို့ဆိုတာဒကာဓမ္မတွေသေးသေးချာချာမှတ်ဒါသဘောမကျလို့ရှိရင်သွန်တော်ဝဲတင်ပြီးတောင်းနေညာဆိုလဲခင်ဗျားတို့လူကျင်တို့တောင်းတာလည်းမဟုတ်ဘူးဟုတ်လားသဘောကျလို့တောင်းတာလည်းမဟုတ်ဘူးစာရေးဖတ်တာလေဟုတ်တယ်ဗျာစာရေးဖတ်တာပဲဒကာဓမ္မတွေတောင်းနေတဲ့သူတွေဒီလိုသဘောကျထားတဲ့ပုဂ္ဂိုလ်မှာဒုက္ခချုပ်ငြိမ်းရခြင်းဟာနိဗ္ဗာန်တဲ့အဲ့ဒီဒုက္ခချုပ်ငြိမ်းတဲ့နိဗ္ဗာန်ကိုကိုယ်တိုင်မျက်မှောက်ပြုပြီးကိုယ်တိုင်ရောက်ရပါလို့ဤဆိုတာဒီလိုသဘောကျပြီးမှပြည့်မိဘယောဂနဲ့တောင်းလို့လည်းမရဘူးရပါမလားမရနိုင်ဘူးဆိုတော့ဒီလိုတရားလူကိုနာပြီးတော့မှခင်ဗျားတို့တောင်းမှညံနေတယ်ဒီဥစ္စာကဒုက္ခသာချုပ်တာပဲဒုက္ခကတော့ကြံနေတာပဲလို့မဆိုရကြဘူးဆိုရပါအဲ့ဒီဒုက္ခအမှန်တန်ချမ်းသာတဲ့ဒုက္ခဆိုတော့ကြောင့်ဘယ်လိုဒုက္ခမျိုးလုံးဆိုတော့ငြိမ်းချမ်းတဲ့ဒုက္ခပန္တိလည်းငါမြရတဲ့သစ္စာမျိုးပြမြရတဲ့သစ္စာခေါင်းကဒုက္ခချုပ်ငြိမ်းသွားတဲ့ဒုက္ခလေးဟာငြိမ်းရတဲ့လက္ခဏာရှိတယ်ဣသုတိရသနဲ့ဒီရောက်တဲ့ပုဂ္ဂိုလ်များသုတိပြည့်ပြည့်မသေးနိုင်တဲ့ခိုင်မြဲတဲ့ဘောနဲ့နေရတယ်ဒီရောက်လို့ရှင်ချမ်းသာလေးသေးတယ်ဘယ်မှမရှိရဘူးတဲ့ခိုင်မြဲနေတယ်သဘောကျရလားအာနိမိတ်တာပိဿဗရာဏံနဲ့ဒကာဓမ္မတွေရှုလိုက်တဲ့အခါကျတော့ရှင်ဘာနမိတ်မှမမြင်ဘူးလေအလုံးမမြင်ဘူးအဝါလည်းမမြင်ဘူးဟုတ်လားလေးတော့မမြင်ဘူးအပြားလည်းမမြင်ဘူးချမ်းသာတဲ့တက်တက်ကိုမြင်လိုက်အာထုကြည့်ပါအာထုကြည့်ချမ်းသာတဲ့တက်တက်ကိုမြင်လိုက်ပါလားဉာဏ်သုံးချက်နဲ့တက်ကြည့်သေချာတွေ့မယ်ရှင်းရလားရှင်းပါလားဒါကြောင့်ဖြင့်ရှင်မကဥပကြီးတော့ဖြေလိုက်ပုံနောက်ဖြေလိုက်ပုံရှင်းလားရှင်းပါဘူးခန္ဓာ၅ပါးအိဋ္ဌာလားအိဋ္ဌာလားအိဋ္ဌာပါဒါကောင်းအိဋ္ဌာဖြစ်တဲ့ဒုက္ခလားဒုက္ခလားဒုက္ခပါဒါဖြင့်ခန္ဓာ၅ပါးကိုယန္တာလို့သမုတ်ထားကြတော့ကိုဒီဒုက္ခယန္တာပေတဲ့အခါကျတော့ဘယ်သွားကြတော့ဆိုလို့ရှိရင်ဒီဒုက္ခတွေချုပ်သွားတယ်ဘာကြဒီဒုက္ခတွေချုပ်သွားတော့ဘာများကိုယ်ပိုင်ရပါလိမ့်မလို့မေးဒုက္ခရတယ်ဆိုတော့ရင်ဘာမှမနိုင်ရနော်
ဒုက္ခရတာပဲဒုက္ခချုပ်သွားတာနိဗ္ဗာန်ပဲရဟန္တာတဲ့ခါကျလို့ရှိရင်ဖြင့်ပြတ်သွားသလားဆိုတော့မပြတ်ပါဘူးတဲ့ဒုက္ခချုပ်ပြီးဒုက္ခကိုယ်ရတော့ပြတ်ကြလားပြတ်ပါကောင်းပြီမပြတ်လို့ကဒုက္ခနဲ့ဆက်နေရတော့နိဗ္ဗာန်ဆိုတော့ဒုက္ခနဲ့နည်းနည်းမှမဆက်ပါဘူးပြတ်သေးရလားအဲ့တော့သတ္တရဥစ္စေတာကိုလွတ်ပါရဲ့သတ္တရဥစ္စေတာလည်းလွတ်မှနိဗ္ဗာန်ရှင်းတာနမရမရှင်းဘူးနော်ကဲရှင်းလိုက်ကြပါလားရှင်းပါပါငါလည်းဘုန်းကြီးကပြောတော့လာရှင်းနေတယ်ငါစိတ်ထဲတော့ခါရှုပ်ရှုပ်ပဲဆိုအခုရှောင်းနေတယ်ဟုတ်ကလားငါစိတ်ထဲခါရှုပ်ရှုပ်မရှိသေးလားမရှိပါဘူးမရှိလို့ရှင်းတယ်ခင်ဗျားတို့ခန္ဓာ၅ပါးရတဲ့ပုဂ္ဂိုလ်အပြစ်ကိုရှင်သာရိပုတ္တရာပြန်ဟောတော့ခန္ဓာ၅ပါးရတဲ့ပုဂ္ဂိုလ်လေးအပြစ်ကိုပြောရမယ်တဲ့ယမကာတဲ့မင်းအခုငါနဲ့တွေ့လို့နေရကြသွားပြီတဲ့သို့တော်မင်းအခုသောတာပန်စီသွားပြီရဟန္တာဖြစ်အောင်ဟောမယ်ရှင်းပါဟောမလဲသောတာပန်ဒီလို့သူနိဗ္ဗာန်ကြောင်းတော့သူကိုယ်တိုင်ဖြေနိုင်ပြီဉာဏ်ယူလေးအခုပြောက်ဟုတ်တယ်ကလည်းပြောက်သေးဘူးလားပြောက်သွားတော့ရဟန္တာဖြစ်အောင်ဟောမယ်အဲ့တော့ရဟန္တာဖြစ်အောင်ဟောနည်းဆိုတော့လေအမှန်တန်ဖို့တိုင်မယ်သောတာပန်ဖြစ်အောင်တော့ဖြစ်ဟောလို့ပဲနိဗ္ဗာန်တောင်ဖြစ်ထွက်သွားရဟန္တာဖြစ်အောင်ဟောမယ်ဆိုတော့ဥပ္ပါကြီးဒါအမှန်တန်မှကရုဏာမေတ္တာရှိထားတဲ့ကိုယ်တော်ရေးလို့ဥပ္ပါရင်လုံးဆိုနိုင်မလားဆိုနိုင်တယ်ဆိုတော့ကဲကွာလေရဟန္တာဖြစ်အောင်ငါတရားဘုဒ္ဓဆရာမိုက်တရားဘယ်လိုဖြစ်နေတယ်ဆိုတဲ့ဥစ္စာငါရှင်းပြပါဦးဆိုတော့ခန္ဓာ၅ပါးကသူတတ်ရပြန်၅ရပဲဒကာဓမ္မတို့ခန္ဓာ၅ပါးဗါတဲ့ဟောခန္ဓာ၅ပါးရထားတဲ့ပုဂ္ဂိုလ်များသူတို့ကတတ်တယ်နဲ့သိရမှာငါဥမောင်လေးခန္ဓာ၅ပါးရတယ်ဥမောင်လေးကဘာနဲ့သိမှာလဲဆိုသူတို့ငါကတရားတော့တတ်လို့ပဲဟုတ်လားဒီဘက်ခန္ဓာကတန်လေးပါမဆိုနိုင်ဘူးလားတန်လေးပါတော့ဘာပြည့်ရင်ဘာလို့ဒါဖြင့်ဒီဘက်ခန္ဓာကတတ်ဝေဒနာရောက်ပြီသေးတော့ဟုတ်လားသင်ညာကတတ်လိုက်တဲ့အခါများဒီဟာနဲ့ဒီဟာနဲ့တဲ့ဓမ္မရဲ့ရှုပ်ပြီးများအမှတ်မှားပြီးစားလိုက်တဲ့အခါတခါတည်းခင်ဗျာသိမှတောက်တယ်သင်ညာတတ်တယ်ဟုတ်ကြစိတ်တွေစားမိတာတွေရောသင်ညာမှတ်မှားတာတွေဓမ္မတွေရိမ့်နေပြီလားအဲ့ဒီသင်ညာကခင်ဗျားတို့သာနာရှိရှိတော့ဒီသင်ညာသူတတ်ရပြဒါနဲ့ဒီဘက်ခန္ဓာလည်းသူတတ်ရပြဝေဒနာခန္ဓာရောသင်္ခါရခန္ဓာရောသင်္ခါရခန္ဓာဆိုတဲ့စေနာကရမဟုတ်တဲ့ဒီတွန်းပို့စေနာမှာတွန်းပို့ရင်ပို့လားမဟုတ်ဘူးလားပို့ပါစေသွားရလာတဲ့ခါကျတော့ကိုယ်စေနာကြောင့်ကိုသွားကြတာကိုဗျာဒါရင်မှကြပဲငှက်တယ်လို့ကောင်ဘုံဘေးရန်ကြောင့်တော်ကောင်လေမြန်ကြောင့်တော်ကောင်ဟုတ်လားစေနာကသွားလို့တဲ့စေနာကတွန်းထုတ်လိုက်တာနဲ့ပါဟိုမှာဘေးတွေဇန်တွေရန်တွေမှန်တွေနဲ့ဒီကျင်းစိုးတရားတွေမရှိဘူးလားဒါဘယ်လိုသတ်တာသင်္ခါရခန္ဓာစေနာသင်္ခါရခန္ဓာစိတ်ကနေများသတ်လိုက်တာတခါတည်းကြတော့ဒကာဓမ္မတို့ကိုဒေါသစိတ်နဲ့များကိုမခံနိုင်မရနိုင်လို့ကိုယ်သင်္ခါနဲ့ပြည့်ကိုကျိုးဆွဲချသေးကိုရေထဲခုန်ကြကိုစိတ်ကခုန်လိုက်သေးလိုက်ဆိုတာနဲ့စိတ်တလို့သေးတာတွေတော့အဲဒါခင်ဗျားတို့ရထားတဲ့ခန္ဓာ၅ပါးဘာတွေပါလဲသူသက်ရပြန်ခင်ဗျားတို့ကံကောင်းလို့ခန္ဓာ၅ပါးရတာလားတဲ့သိမင်းတွေရလာတာလားသိမင်းတွေရတာဒါရှင်သာရိပုတ္တရာဟောတာဒကာဓမ္မခန္ဓာ၅ပါးပါလေသိမင်းသူသက်ရပြတယ်တဲ့တို့တော့သူတို့ဒီတဲ့ဘယ်လိုပုဂ္ဂိုလ်မှဝန်တတ်နိုင်တယ်ဘယ်လိုပုဂ္ဂိုလ်ကိုဝန်မတတ်နိုင်ဘူးဆိုတာနှမျိုးရှိတယ်ကွာလူမိုက်ကြတော့တတ်တယ်ကွာသဘောကျလူလည်းငါရတော့အကန့်ခံကွာအကန့်ခံရတော့ခံရအကန့်ခံရတော့ပြန်အဲ့ဒါဆက်ဟောပြန်တာပဲဒါဆက်ဟောပြန်တာပဲတဲ့ရှင်သာရိပုတ္တရာကကဲကွာတဲ့ယမကဟောဒီခန္ဓာ၅ပါးဆိုတဲ့ဥစ္စာမင်းတို့ဒီတိုင်းဝင်လို့ရှိရင်ဖြင့်မင်းတို့ဆိုယမကဆိုတဲ့ပုဂ္ဂိုလ်ကံတာ၌ခန္ဓာ၅ပါးကတတ်မလို့ဝင်ညာဆိုတော့မင်းတို့ကအဆောင်လျှောက်သေးနဲ့သတိဝိရိယတွေနဲ့မင်းတို့ကပတ်စံရှိအစရှိဆိုတော့ဝင်ခက်ပြီးကြတာနေရကွာအဲ့ဒါသူတို့ကဘယ်လိုဝင်လာတော့မေးလို့ရှိရင်ဒီဘက်ကနာကလည်းကျုပ်အိုင်ဟောတာပြည့်စုံထားနိုင်ဖို့နဲ့အောင်သွားနိုင်လာအောင်ကျုပ်ရွတ်ဆောင်ပါမယ်သူချစ်တဲ့ပုဂ္ဂိုလ်ပေါ့ဗျာဒီဘက်ကချစ်တဲ့ပုဂ္ဂိုလ်ခင်ဗျားတို့လည်းထားပါတော့သူတောင်းထားတာချစ်တယ်ပြည့်နေလားအဲ့ဒါကကျုပ်ဒီတောင်းအောင်ပြင်းနေနဲ့လမ်းလိုက်သွားလိုက်လာလိုက်ကိုလည်းကျုပ်ကရွတ်ဆောင်ပေးပါမယ်ဒီဘက်ခန္ဓာကချစ်တဲ့ပုဂ္ဂိုလ်ရှိဥတိုက်တာပေါ့ဗျာဘ
ဝေဒနာခန္ဓာလည်းခင်ဗျာဆောက်ချင်တော့ချင်တာတွေအခုဒီချုပ်ပါအခုလက်ဆောင်ပေးမယ်သူကလည်းဥဒိတ်တာတော့မကြဘူးကြောက်တာပညာလည်းဒုံလေးတွေပဲဘယ်အောင်မျိုးဆိုခင်ဗျာညံကောင်းအောင်အမှတ်ကောင်းအောင်ကျုပ်တာဝန်ယူပါမယ်ဆိုပြီးကြတာသူတို့အသီးသီးကိုတတ်တဲ့ပညာနဲ့ကိုတာဝန်ယူကြတယ်။ရှင်တဲ့ပုဂ္ဂိုလ်ကိုမှန်ပါပါ။သဘောကျလား။ဒါကဘေးကအယံတတ်မဲ့လူတွေပေါ့ဗျာ။မှန်ပါပါ။ခန္ဓာငါးပါးထူထောင်ထားတဲ့ပုဂ္ဂိုလ်ကဒီပုဂ္ဂိုလ်ပေါ့ဗျာ။ရင်းနှီးကြလား။ထူထောင်ထားတဲ့ကဒီဘက်ကနော်။ထူထောင်ထားလို့ရလာတဲ့ခန္ဓာငါးပါးဆိုတာတွေကလည်းခင်ဗျားတို့ကိုတတ်မလို့ရတယ်။မှန်ပါပါ။ရှင်းမလား။ရှင်းပါပြီ။ဘာလို့လဲရ။တတ်ပါပါ။ဒါဖြင့်ခင်ဗျားတို့ဘာထူထောင်ထူထောင်ခင်ဗျားတို့တောင်းတာအဖြစ်ဒီမင်းလက်တွင်တောင်းခြင်းပြီးတရားပါလို့နတ်တွေထူထောင်တာလည်းဒါပဲဓမ္မတွေထူထောင်တာဒီတိုင်းကဒါကမသိသေးလို့ရှိရင်တောင်းကြအောင်ပါပဲမတောင်းလို့လားချောချောလာတာဖြစ်တယ်ရုပ်ဆိုးဖြစ်တယ်ဖြစ်လို့ဒီငါးပါးလည်းသူကလည်းကြားကြည့်ပဲမယုံမဲကြည့်မသားတွေခင်ဗျားတို့မျိုးရရတယ်မှာမေးကြည့်ပါဘာကြောင့်ဒီကြုံဥဓာတ်ပြည့်သေးတယ်ဆိုရင်ဒီဘက်ကလည်းတော့မှတ်ပြီတော့ရင်းပြီကလားအားရဓမ္မသေးတယ်ဆိုလို့ရှိရင်ဖြင့်ဝေဒနာတတ်ပြီဟုတ်လားဒါပါရိယာသူဒီကားလို့ဆိုလို့ရှိရင်ဘာနဲ့ဘာရောဆွားလိုက်တယ်နဲ့သိချက်ကိုမမီလိုက်ပါဘူးဆိုလို့ရှိရင်တော့တညက်ခံတယ်မှတ်တတ်တယ်ဟုတ်လားဘယ်အသွားမှားလို့ရားဆိုတော့သိနေခံဟုတ်လားသူစိတ်သူမနိုင်လို့သိသွားကြတော့ရဆိုတော့ရတဲ့ပုဂ္ဂိုလ်ချင်းဒီ9ယောက်ကဘာလို့မလဲသင်ကြတတ်မလို့ဝိုင်းတတ်မလို့ဝိုင်းခင်ဗျားတို့စိတ်ကမှာအပြည့်စုံရှိပါရဲ့လားလို့မေးရှိပါရဲ့အခုလေသုံးပါဆိုတော့ဓမ္မတွေရေးနေပြီလားဘယ်နှပါးရကြတော့ဒါပါကံကောင်းလို့လားကံဆိုးတယ်အခုဘုန်းကြီးနဲ့တွေ့တော့ခင်ဗျားတို့ကံကောင်းတယ်ဟုတ်ပါဘုန်းကြီးနဲ့မတွေ့လို့ရှိရင်ခင်ဗျားတို့ကံဆိုးတယ်ဘာလို့လဲကိုယ်ကိုချမ်းသာမှကိုယ်စိတ်ချမ်းသာမှအမရလေးကိုယ်လူလောက်ခိုင်းတာတတ်မယ်ကိုယ်လူလောက်ထားတာမှန်ပါရင်းနေဗလားတတ်မယ်ခဏလောက်တာကိုယ်ကိုချမ်းသာမှဟုတ်လားကိုယ်စိတ်ချမ်းသာမှမလာဘူးလားကိုယ်စေနာကိုကောင်းကောင်းထားဖို့ဒီလိုမလာဘူးလားကိုယ်ခန္ဓာဝေဒနာကင်းဖို့ဝေဒနာကင်းဖို့ဆိုတော့ဒုက္ခကကင်းဖို့ဒုက္ခကတာကိုကြိုက်တယ်ဒီလေးကမရောက်ဘူးလားဒီလေးကခင်ဗျားတို့ပါမှာဆိုထည့်ပေးတာဒုက္ခကတာကသာဆိုးသေးတာပေါ့ဗျာကိုင်းလာတဲ့ဓမ္မတို့ခင်ဗျားတို့ကလည်းဒီ9ယောက်ကိုဘယ်နဲ့နေကြခင်ကြသလားမုန်းကြခင်ပြပါပါသေပါလိမ့်မယ်ခင်တော့သေပါရဲ့ခင်တော့ရှင်တော်တို့ကဒီ9ယောက်ဟုတ်တယ်သတ်မယ်9ယောက်တဲ့ဥပဒေခင်ဗျားတို့စီလာပြီးဥတိုက်ကြတာဒီတိုင်းဆိုရင်အဝင်ခက်တယ်ခင်ဗျားတို့ကခင်မှတာလည်းအဝင်တော့မယ်ခင်ရရတာမှန်ပါရှင်းလားမှန်ပါဒါနဲ့ခင်ဗျားတို့ကသူ့စကားပြီးတော့မုန်းလို့တောင်းတာလားခင်လို့တောင်းတာအဲဒီတော့ဝင်ရပြီတို့ခင်ကွာတို့ခင်တော့တတ်မယ်ဒီတိုင်းဝင်လို့ကြရဘယ်နဲ့ဒီတိုင်းဝင်လို့ကြရချင်းခဏခဏမလို့ရင်ဘူးသူတော့ကျမ်းမ်းသေးတဲ့ပုဂ္ဂိုလ်ကြတာသူ့မောင်းထုတ်တော့သူကအသိမခံရနေပါရောခင်ဗျားတို့ကသုသားယူထားတော့အမှန်ခင်နေတာဘာခင်ကြတာလုံးမေးရမနဲ့ဖြစ်ကြရှင်မပြရတယ်ဗျာကြောင်တန်ကန်းနေဖြစ်နေတယ်ရှင်းပြီလားဒါရင်းတောင်းရဆိုတာကဒီခန္ဓာ၅ပါးညံမျိုးလုံးနဲ့ကြည့်လိုက်လို့ရှိရင်လည်းအမြင်သာပဂတိမျိုးလုံးနဲ့ကြည့်ရင်လည်းဒီဘက်ခန္ဓာတွေအမြင်သာဟုတ်ဘူးလားညံမျိုးလုံးနဲ့ကြည့်လို့ကြံခန္ဓာ၄ပါးမမြင်ဘူးလားမြင်တော့မသာရင်ကိုယ်ရတာကြည့်တယ်သူတို့9ယောက်လက်ချက်ကြည့်ဟုတ်ပါခင်ဗျားကိုယ်ကလည်းမသာမေးကြည့်ဟုတ်လားမသာလို့တော့သွားမင်းနဲ့အိမ်ရှင်သွားမင်းဟုတ်ကလားဒီ9ယောက်ကတစ်ခုခုလက်ချက်တော့ဖြစ်ရသူပါဟုတ်ဒါရင်ဘာဖြစ်เสียရှိသေးလဲဒါဖြင့်ဒီ9ယောက်လက်ချက်နဲ့သက်ထွက်တာတွေကြီးပဲဆိုတာသဘောကျမှန်ပါဗျာအဲ့ဒါခင်ဗျားတို့ကသူတို့ကိုမပေါင်းနဲ့ရှင်းမလားဘာလို့ပါမလဲယံတတ်တဲ့ဝရကတော့ဆိုပြီးသူတို့တတ်တဲ့သူတွေလို့ခင်ဗျားတို့ကအမျက်မှန်တယ်မလာခဲ့နဲ့မင်းတို့ကသူသားကြတယ်သူသားကြတယ်တတ်တဲ့သဘောတွေပဲဆိုလို့ရှိရင်ကြောက်တဲ့ဘယညာနေပါလိမ့်မလားလာပါလာမှာလားခင်ဗျားတို့ကသူသားကြချင်သလားလို့သူကြမ်းပါပဲလို့တော်သေးတယ်ဒီခန္ဓာ၅ပါးကအကြောင်းကျိုးညီညွတ်နေလို့တော်ဝန်းမြောက်ပါသေးရှင်းပုံများပြောင်းပြောတော့ပါဘူးဟမ်အဲ့တော့ဆိုးတယ်လားဆိုးပါတခါတည်းခင်ဗျားတို့သံဃာအမျိုးမျိုးဖုံဖို့တခါတည်းသူတို့ကမွတ်တဲ့တွေများပေးလိုက်သေးတယ်ခင်ဗျားတို့မရိပ်မိဘူးဟမ်သတ်မယ်လို့တခါတည်းမူပြလိုက်ဟုတ်လားကြံပြလိုက်အကျော်ကြံပြလိုက်ဟုတ်လားအကျော်ရောပြလိုက်ခဏမျိုးမျိုးပေါက်ပြလိုက်ရှ
ချိန်ရွယ်ပြီးခဏခဏပြနေတော့ဒါတောင်းမှခင်ဗျားတို့ကလည်းတောင်းတောင်းပါမှန်ကနေလိုက်သေးတယ်ချိန်လေးနဲ့တောင်းပါအမှန်နဲ့တောင်းပါနင်းနေတော့တောင်းပါမယ်တောင်းပါညာတော့လေသူတို့ကဘာလိုမျိုးလုံးလို့ပြောရှင်တတ်တတ်တဲ့အမျိုးဒကာဓမ္မကဘာလဲတတ်တတ်တဲ့မျိုးကတောင်းပါမယ်တောင်းပါညာတော့လေရမယ်ထင်လားမရဘူးတဲ့နောက်ဆုံးလေသူတို့လည်းကျန်တဲ့သက်ဆုံးမယ်ခင်ဗျားတို့သင်တဲ့ပုဂ္ဂိုလ်ဟုတ်မလားဆိုတော့ဘာကြလားဘယ်လိုဟောတာပါလဲမလိမ္မာတဲ့ပုဂ္ဂိုလ်ကတော့ဘာလဲသူတို့လက်ကျန်တဲ့သက်ခဲ့တပည့်ကြရလားဘုရားမလိမ္မာတဲ့ပုဂ္ဂိုလ်ကလည်းသူတို့လက်ဆက်ဆိုတော့သူတို့ကဒီပါလေခန္ဓာမနာခင်ဗျားတို့သိချလက်ချမနေကြနဲ့နော်ဘာလို့ပြိပေးရခင်ဗျာခန္ဓာရောရှိတော့မှရှိပါသိချလက်ချမနေနဲ့နောက်ကြဓမ္မတွေကပါရှိတော့ခန္ဓာ၅ပါးပါလေသူတို့ကသူနဲ့ခင်ဗျားတို့နဲ့ဆွဲမှအသေးလုံးမယ်နိဗ္ဗာန်ဟောတာပဲသူနဲ့ခေါ်ရတော့ခင်ဗျားတို့ကတွန်းလို့တွန်းတာလောက်ထားလို့ရှိရင်သေမဲ့တာပြန်သိချရပဲမစိုးနိုင်ဘူးဆိုရင်ဒါရင်ဒါဖြင့်ဒကာတော်မတို့ဤဘက်ကံတော့တတ်လို့တက်လျှော့သေးတယ်ဟုတ်လားတေသောလွန်သေးတယ်အာဟာတေသောလူတွေအေးတော်ပြီဆိုလို့ရှိရင်ဖြင့်တေသောတိုက်တာပဲဟုတ်လားဘောကြရတာကြားပါအဲ့ဒါခန္ဓာ၅ပါးဒီဒကာတော်မတို့ခင်ဗျားတို့ကငါ့ကောင်ကငါ့စာလုံးနေတယ်တတ်မယ်ကိုလုံးနေတယ်ဟုတ်လားတပည့်ကြငန်းနေစားကြငန်းဒုက္ခကြငန်းလူကသမဟောဆိုပြီးခင်ဗျားတို့ညာနဲ့နဲ့ဖြစ်ညာနဲ့နဲ့ဖြစ်လို့ရှိရင်ဖြင့်ဒီဘက်ကိုဟာလူသားဖြစ်သွားသူတို့အသက်ခံအောင်မလားဒါဖြင့်ခင်ဗျားတို့မပါသေးတော့သူ့ကိုပဲခြုံတယ်နဲ့ယုံတယ်နဲ့ကျွေးเสียမွေးเสียနဲ့ဟာပြုလိုက်ဆွလိုက်ကြတယ်မပြောပါနဲ့တော့ဟုတ်လားအိမ်နဲ့ရာနဲ့တိုင်နဲ့ကားနဲ့ဆိုတာဘယ်လိုပြုကြတာလဲခံရပါပြုနေတော့ခင်ဗျားတို့ဒီငါကအဝင်ခက်ဘုရားသူတို့ချစ်ပြီဆိုတာသိအဲ့ဒါချစ်ပြီဆိုတာသိတာအကျမ်းကောင်းဖြစ်တယ်ဟုတ်လားဖြစ်ပါဘူးအဲ့လိုစဉ်းစားကြည့်တော့သူတို့တတ်ချင်တဲ့အချိန်ဟာရတပည့်ကြဒါဖြင့်ခင်ဗျားတို့ဘယ်အချိန်မှသိရမှာလဲမလို့မေးတဲ့အခါကျတော့ရှင်မြင်သူတို့တတ်ချင်တဲ့အချိန်တပည့်တို့ကသူတို့လက်ပြန်ရောက်ပေါ့ဗျာမဆိုရဘူးလားဆိုရပါဗျာခင်ဗျားတို့ကဘယ်နဲ့လူနေရပါလဲသူသမားတွေနဲ့လူနေရကြောက်เสียကောင်းလိုက်တာဗျာဘယ်တော့ခင်ဗျားတို့ပေါင်းတင်လာတာလုံးလို့မဲလို့ရှင်းဖြင့်တဲ့လူဖြစ်တဲ့အချိန်ကစပေါင်းတင်တာသူသမားသူ့ကိုခင်ဗျားခင်ဗျားတို့ဘုရားရှင်ကိုဗျာဘုရားရှင်ဆိုတော့မသိခင်ဗျားဗျာဘုရားရှင်မှာဆိုတော့ဒီခန္ဓာ၅ပါးသူသယောက်ျားကိုပဲမိတ်ဆွေတင်္ဂါကြီးအမှန်ရင်းနှီးတဲ့ပုဂ္ဂိုလ်ကြီးအကျိုးဆောင်ပုဂ္ဂိုလ်ကြီးဒီလိုဖြံပြီးကြတာခင်ဗျားတို့ကသူကြမှာတော့တော်သေးတယ်သူစားကောင်းလို့တော်သေးတယ်ဟုတ်လားသူ့ဘုရားခင်ဗျားတို့ကအမတန်မဲ့ယူရတယ်ဘောမလားဘူးလားသူကြိုက်တာရှင်ဝယ်ပေးမယ်သူကအပူဆိုလို့ရှိရင်ဖြင့်အပူခါမှအေးကျွမ်းမှရမယ်ဆိုရင်ခင်ဗျားတို့ကအေးရှာပေးတယ်သူ့ကိုခင်ဗျားတို့ပြန်ကားထားတာတွန်းထားကြအတွန်းထားတယ်မိတ်ဆွေလည်းရံလူလားလို့မေးပြန်တော့ရံပြန်လို့ပါဒါ30ဘုံမှာဒီခန္ဓာ၅ပါးရှိတဲ့ပုဂ္ဂိုလ်မှာခန္ဓာ၅ပါးတစ်ပါးတတ်လို့သေရမသာကြီးတော့မှတ်လိုက်ပြီတော့တပည့်ကြဘယ်လိုပုဂ္ဂိုလ်ကိုတတ်တာတော့မဲတော့သူ့ကိုအတွန်းထားတဲ့ပုဂ္ဂိုလ်ကိုတတ်တယ်ဟုတ်ပါဘူးရှင်းမလားခန္ဓာ၅ပါးကိုကျတော့ခင်တဲ့ပုဂ္ဂိုလ်အဲ့ဒီခင်တဲ့ပုဂ္ဂိုလ်ကသူတတ်မခင်တဲ့ပုဂ္ဂိုလ်ကြတော့ဓမ္မသေးတဲ့ခါကြတော့ရှင်ဖြင့်မခင်တဲ့ပုဂ္ဂိုလ်မဖြစ်ဘူးလားဖြစ်ပါဘူးအဲ့ဒီပုဂ္ဂိုလ်ကြတော့ခန္ဓာ၅ပါးကနောက်ထပ်တော့သူတို့လိုက်တတ်နိုင်လေရဲ့ဟုတ်ပါဘူးဩဒါဖြင့်မိုက်တဲ့ပုဂ္ဂိုလ်တတ်တာလိမ္မာတဲ့ပုဂ္ဂိုလ်လိမ္မာတဲ့ပုဂ္ဂိုလ်ကြတော့မတတ်တော့မတတ်နိုင်ပါဘူးတဲ့ဒီကလိမ္မာတဲ့ပုဂ္ဂိုလ်ရှိနေဘေးကခန္ဓာ၅ပါးရှိနေတာမင်းလူကောင်းများစွာတတ်ခဲ့ပြီးငါတို့စီတော့လက်မခံနိုင်ဘူးဆိုပြီးသူ့ကိုဒုက္ခသစ္စာနဲ့ပိုင်းခြားထားတယ်ဘာကြောင့်ဒါပြန်လိမ္မာတဲ့ပုဂ္ဂိုလ်နဲ့မိုက်တဲ့ပုဂ္ဂိုလ်ဒီဒကာဓမ္မတို့ကိုယ်ကိုယ်ပဲချိန်ကြပါတော့ပေါ်သေးဘူးလားအခုဘယ်နဲ့တော့တော်တော်လိမ္မာလားမိုက်တုံးပဲလားလို့ဆိုရင်လည်းဘယ်နဲ့ဖြေကြမိုက်တုံးရှုနေတော့ကခင်ဗျားတို့လိမ္မာပါလေရှုမနေတဲ့အခါကျတော့ဒါဖြင့်မိုက်တာလိမ္မာတာဘာနဲ့ခွဲရမှာတော့လို့မေးတော့သူတို့ကဝိပဿနာရှုတဲ့ပုဂ္ဂိုလ်ဖြင့်သူတို့အကြောင်းသိကြတယ်ခင်ဗျားတို့ရှုတာပဲဟုတ်လားသူတို့အကြောင်းမသိကြတဲ့ပုဂ္ဂိုလ်ကတော့ဖြင့်သူတို့ကိုပဲကျေးဇူးရင်ဒီလိုတော့ထားရတယ်ကကျေးဇူးရင်မထားကြဘူးလားကိုကြည့်လိုက်ပြန်တော့သူတို့ကလည်းကိုလောက်ထားတာသူမှာပဲဒီငါတော့ကုန်ကြဝတ္ထုပစ္စည်းတွေသူမှာပဲလို့
တော်လေးကူညီနိုင်သေးတယ်သူများမှအရှင်ခက်ကြည့်ပါပဲတောင်းမာဖို့ဆုတောင်းနေရငါကလည်းငါဘာကိုပဲကျမ်းမာဖို့ရေးပေါ်ရအားရှိစွာနဲ့တတ်ဖို့ရေးရင်းပြီလားဒါရေးပါလိမ့်မယ်အားရှိစွာနဲ့တတ်ဖို့ရေးကိုခင်ဗျားတို့ကရှုမြဲတောင်းလိုက်သေးတယ်ဟုတ်လားအိမ်သားတွေကလည်းထိုးတူပဲလို့ငါဘယ်လိုကောင်းဆောင်သူ့အတွက်ပြန်ပြေပန်းနဲ့ရေချမ်းလေးတော့ပြန်နေတိုင်းလို့ပြောမှာပဲဒီချမ်းမှာမှဒီတိုင်းလေဦးလည်းဘေးကလည်းကူလိုက်သေးတယ်ရှင်းမလားဘုန်းကြီးဟောတာမဟုတ်ပါဘူးရှင်သာရိပုတ္တရာဟောနေလားရှင်သာရိပုတ္တရာဟောနေလားဓမ္မကရဟန်းပြန်ဟောအဲ့တော့မလိမ္မာတဲ့ပုဂ္ဂိုလ်မှာတော့ဖြင့်သူခင်တဲ့ပုဂ္ဂိုလ်သူကတတ်ရှင်းလားအေးငါတို့ရာလူတွေမှန်းသိတဲ့ပုဂ္ဂိုလ်ကြတော့သူတို့အနာကတ်သေးရမကတ်တဲ့အခါကျလို့ရှင်ကြီးကညံပါတဲ့ပုဂ္ဂိုလ်မျိုးသူတို့အနာမကတ်တော့သူတို့ပရိညာကိစ္စနဲ့ပိုင်းခြားတယ်ဟုတ်လားသေခြင်းရောက်လို့ကသေရချတယ်သူတို့လက်ချက်မပါဘူးသူတို့ခင်လို့သူတို့တတ်တာမဟုတ်ဘူးဒီပုဂ္ဂိုလ်ကတော့သူတို့ခင်လို့သူတို့တတ်တာဟုတ်ရင်းကြလားဒါနဲ့ခင်တဲ့ပုဂ္ဂိုလ်ကလည်းမယ်တတ်ခံရမယ်ခင်ရဟောလိစ္ဆာတရားဒုက္ခတရားသူသသမားလို့ခင်ဗျားတို့ရှုကြည့်ဟုတ်လားသူကတတ်နိုင်လေလားမတတ်ပါဘူးဒါကြောင့်မတတ်နိုင်တဲ့ပုဂ္ဂိုလ်တတ်နိုင်တဲ့ပုဂ္ဂိုလ်နှစ်ဦးဝေဖန်တတ်လားဝေဖန်တတ်ပါဘူးဥပဒနာရှိတဲ့ပုဂ္ဂိုလ်မှာမတတ်ဘူးမဉ္ဇဉ်ကြောင်းဆိုင်တဲ့ပုဂ္ဂိုလ်မှာမတတ်ဘူးဒီတိုင်းပုရုဇဉ်ရိုးရနေနေငါကုံနာအငေါ့ပြန်နေတာနေမယ်ဆိုရင်ဘယ်နဲ့လဲဒါဖြင့်ခင်ဗျားတို့ဒီဥပဒနာအလုပ်ကလည်းကျူးကြဟုတ်လားကျူးကြအင်းကြီးချင်းသာရုခေါ်ရင်ပေါ့ဗျာဒီလိုဖြစ်နေတော့ဒကာဓမ္မတို့သူ့အချိန်ကများနေတော့သူကခင်ဗျားတို့ဘဝများစွာကလည်းပတ်ပြန်တယ်ဘဝများစွာကလည်းသူပတ်လို့တည်ခဲ့တယ်ရှိကိုလည်းခင်ဗျားတို့သူ့ကိုမမုန်းတဲ့ပုဂ္ဂိုလ်ကသူနဲ့ပြန်တွဲရအောင်ငါကပြန်မရဘူးလားရရင်ရောက်တဲ့နေရာပါလို့မယ်ထင်ခင်ဗျားတို့ဖြင့်ရောက်ရဘဝမှာကံဆုံးကတော့မိုးလိုက်လို့လာသူအခုတော့လက်နဲ့ကိုလိုက်လာတာမိုးလည်းမဟုတ်ဘူးမိုးတော့စေုံလေးရှိသေးတယ်ဟုတ်လားအခုတော့ဖြင့်ပြင်မယ်လို့ကိုလိုက်လိုက်တာအသေးသားမှလည်းလိုက်လာတာဆိုတော့ရိပ်မိကြကတော့ကြာတချို့ကလေးလုံးကလည်းတတ်ခဏပါတချို့လည်းအရွယ်လေးရောက်မှာတချို့လည်းပညာရှင်ရောက်မှာတချို့တော့အုပ်ကြီးကမှကြမှာမတတ်ဘူးလားအဲ့ဒါဒီကားတဲ့ဆိုလို့ရှိရင်ဖြင့်ခင်ဗျားတို့ကသူတို့ကိုနောက်ကောင်ငါနောက်ကြဆိုပြီးအတွန်းသားလို့ထားလို့သူတို့ခင်လို့သူတို့ကတတ်ရှင်းမလားသူတို့ကခင်လို့လည်းဒီလေးစားဒုက္ခနာတာတွေပဲသူတို့ကြားတွေကအနာမကနဲ့ကွာမင်းတို့ကဒုက္ခပေးရတဲ့တရားတွေကွာနှိမ့်ဆက်တတ်တဲ့တရားတွေကွာဒီလိုဒုက္ခပိုင်းခြားတဲ့ပုဂ္ဂိုလ်ကြတော့မတတ်တော့ရှင်းမလားဒါဖြင့်ဒုက္ခပိုင်းခြားတဲ့ပုဂ္ဂိုလ်နဲ့မပိုင်းခြားတဲ့ပုဂ္ဂိုလ်ဥပဒေကွာကွာဒုက္ခပိုင်းခြားတဲ့ပုဂ္ဂိုလ်ကြတော့ဗါလဲအတ္တဒုက္ခမပိုင်းခြားနိုင်တဲ့ပုဂ္ဂိုလ်ငါကောင်ကအငေါ့ဆက်ခြင်းနေတဲ့ခန္ဓာ၅ပါးကိုအတ္တခံရမှာပဲတဲ့ဒါဖြင့်ဒကာဓမ္မတို့ခင်ဗျားတို့နောက်ကအမှားတော်ပေါ်မှာအင်းနဲ့ကြီးတယ်လို့ဆုံးဖြတ်ချက်။မှန်လေ။ဆုံးဖြတ်ချက်ချတာဥပါဒေဥစုတွေ။ဟုတ်ပါဘူး။ဘာဖြစ်လို့ဆုံးဖြတ်ချက်ချခိုင်းလို့မမေးတဲ့ခါကျတော့ခင်ဗျားတို့ကနတ်ပြည်ရောက်ပါလိမ့်ဆိုနတ်ခန္ဓာ၅ပါးတိုက်ပေးရပါလို့။ဟုတ်ပါဘူး။ဓမ္မပြည်ရောက်ပါလိမ့်ရှင်ကဓမ္မခန္ဓာ၅ပါးတိုက်ပေးရပါလို့။ဒါဖြင့်ခင်ဗျားတို့ကသင်္ကြန်ကြောင်းသိရပါလို့။ဒါကသူတောင်းတာပဲခင်ဗျားတို့။ဘာတောင်းပါလဲ။သင်္ကြန်ကြောင်းသိရပါလို့။သေတာအားမရလို့တင်းတင်းကတည်းရွတင်းတင်းအသိရွေးတာလားသေချင်းတရားတင်းတင်းတိတ်ကလေးပြေးဒီလိုများတာဓမ္မတို့အဲ့ဒီကြောင့်မျက်စိလေးနေတဲ့အိဗယ်ကပေါ်လာပေါ်ပါဒါဖြင့်ရှင်သာရိပုတ္တရာကဓမ္မကမင်းဒီကားလေးဆိုင်ခန္ဓာ၅ပါးကိုသူတော့ကြားခြင်းနဲ့ရှုစမ်းกว่าအဲ့ဒါကြတယ်အဲ့ဒီကလို့သူတို့ကတော့ဖြင့်မင်းတို့ဒီခါရမှာပဲတဲ့ခါရတာကလည်းတတ်မလို့ခါရတယ်ဟုတ်လားရှင်သာရိပုတ္တရာကိုခန္ဓာ၅ပါးတကားတဲ့ဆံရရှိဆံကိုရရှိပို့မလာဘူးလားလာပါအဲ့ဒါသူအလကားကျောင်းဝင်လာအဝင်ခဲလို့အဝင်လောင်လို့တာလားလို့ကမေးပါအဝင်လောင်လို့အတွင်းရောက်တဲ့ခဏကြတော့မတရားဘူးလားအဲ့ဒီငါးပါးတစ်ပါးကလည်းဒကာဓမ္မတွေသိရတယ်ဆိုတော့ရှင်းရပါလားရှင်းပါပါနားဒီအမှန်ပါတဲ့တစ်ထေသားကြတော့ကွာဘုလူတွေသိတာမြင်ပြီတဲ့သူကတော့ဒီငါးရကလည်းလာအောင်မှာပေါ့ဗျာအေးငါးရမလာနဲ့ဟေးမင်းငါဒီကားတဲ့ဆင်လူတိုင်းကြောက်တာနေတာငါတော့မတတ်နဲ့တော့ကောင်းမင်းတို့အကျုံးဝင်ပြီးဒီကားတော့မင်းတို့ကလာညာဆိုတော့ငါကလည်းမခံနိုင်ဘူးမင်းတို့သူသားရဲ့ကြံမှန်သေးလို့အနိစ္စဒုက္ခအနတ္တဝရကဆိုတဲ့သူသားရဲ့ကြံမှန်သေးလို့ငါလည်းမခံနိုင်ဘူးဆိုတော့ဒါရီခင်လေးရဲ့မကဲတော့ဘုရားရဲ့သစ္စာချုပ်
သမုဒိယသစ္စာချုပ်တော့ဒီဒုက္ခသစ္စာတွေကတော့ဒုက္ခသိနိုင်ရဲ့မသိနိုင်တော့ဒီပုဂ္ဂိုလ်ဒီနိရောဓဆိုတဲ့သဘောမရောက်ဘူးလားဒါပြန်သူကအသေးလက်နိဗ္ဗာန်ကိုဒီပုဂ္ဂိုလ်သွားဒီပုဂ္ဂိုလ်ကတော့အသေးခံရအဲ့ဒီတော့ဟောလိုက်တော့သူကဒီရဟန္တာဖြစ်ယမကပါပဲကွာရဟန္တာဖြစ်သွားတယ်ဆိုတဲ့ဓမ္မတွေကျင့်တော့အတ္တခန္ဓာကဘုရားဒါငါ့ကငါ့နောက်ဆက်ခြင်းဒီဘက်ကငါ့ကငါ့နောက်ဆက်ခြင်းတဲ့ပုဂ္ဂိုလ်ရဟန္တာဖြစ်ငါ့ကငါ့နောက်ဆက်ခြင်းတဲ့ပုဂ္ဂိုလ်အတ္တခံရရင်းနေလားငါ့ကငါ့နောက်ဆက်ဘူးသူလည်းကြားတယ်လို့ခြင်းတဲ့ပုဂ္ဂိုလ်ကြတာအတ္တမခံရဘူးတဲ့အတ္တမခံရတဲ့သူမသေးရမှန်ပြင်းနေပါသူကသေရမှန်30ကိုဖြစ်သွားရင်းနေလားကဲယနေ့ဒီရင်တော်ပါအောင်